နိဗ္ဗာန်တကားကြီးဖွင့်တော်မူပါအပိုင်းလေးတရားဒေသနာတော်လွန်ခဲ့တဲ့နှစ်ပေါင်း2551ဆိုတာဘုရားမြတ်စွာပြိဋိဘံဆံတော်မူခဲ့တဲ့နှစ်ကိုသတ်မှတ်ပြီးတော့ခေါ်တာပါဘုရားမြတ်စွာနိဗ္ဗာန်တကားကြီးစတင်ဖွင့်တဲ့နှစ်ပေါင်းဘယ်လောက်ရှိပြီလဲဆိုရင်45ဝါထပ်ပိုးပြီးတော့ထည့်လိုက်လို့ရှိရင်နိဗ္ဗာန်တကားကြီးစဖွင့်ခဲ့တဲ့နှစ်ဟာ45နှစ်ထပ်တိုးလိုက်လို့ရှိရင်အဖြေတွေ့လာမှာပါ2596နိဗ္ဗာန်တကားကြီးဖွင့်ထားတဲ့နှစ်ပေါင်းဟာအဲ့ဒါလောက်ရှိနေပါပြီဓမ္မစကြာတရားဟောတော်မူတဲ့နေ့ကနေစပြီးနိဗ္ဗာန်တကားကြီးကိုဖွင့်ခဲ့တာဒီကနေ့လဲပွင့်နေတော့မယ်စနစ်တကျနိဗ္ဗာန်တကားကြီးကိုချင်းကပ်သွားလာမယ်ဆိုရင်ရောက်နိုင်တဲ့အနေအထားရှိတယ်ထိုနိဗ္ဗာန်တကားကြီးကိုဥတည်သွားနေရတဲ့လမ်းကြောင်းကြီးတွေမှာအဓိကကတော့သမ္မာဒိဋ္ဌိလို့ခေါ်တဲ့ right understanding right understanding ဆိုတာလည်းအဆင့်ဆင့်ရှိတယ်သမ္မာဒိဋ္ဌိဆိုတာအဆင့်ဆင့်ရှိတယ်ကံကံဤကျိုးကိုလက်ခံတာတကယ်အခြေခံသမ္မာဒိဋ္ဌိလို့ခေါ်တယ်ကံကံဤကျိုးကိုလက်ခံပြီးတော့တပိုင်းကအမြင်မှမရသေးတာမျိုးလည်းရှိနိုင်သေးတယ်အဲ့တော့သမ္မာဒိဋ္ဌိကိုနှစ်ပိုင်းခွဲပြီးတော့မှတ်လောကီသမ္မာဒိဋ္ဌိတွေပဲ2မျိုးရှိတယ်သမ္မာဒိဋ္ဌိသုတ်တံဆိုတာမြစီမနိကေမှာဟောကြားထားတဲ့သမ္မာဒိဋ္ဌိသုတ်တံဆိုတာရှိတယ်အဲ့ဒီသမ္မာဒိဋ္ဌိသုတ်တံသမ္မာဒိဋ္ဌိဆိုတာဘာလဲလို့ရှင်းထားတယ်အဲ့ဒီသုတ်တံကိုဖွင့်ဆိုတဲ့အထက်ကရာထဲမှာသမ္မာဒိဋ္ဌိကိုလောကီသမ္မာဒိဋ္ဌိလောကုတ္တရာသမ္မာဒိဋ္ဌိလို့အခြေခံအဖြစ်2မျိုးခွဲပြီးတော့တခါလောကီသမ္မာဒိဋ္ဌိကိုထပ်ဆင့်ပြီးတော့2မျိုးခွဲလိုက်ပြန်တယ်ကမ္မတက္ကတာသမ္မာဒိဋ္ဌိကံကိုလက်ခံတယ်ကံ၏အကျိုးကိုလက်ခံတယ်အဲဒီသမ္မာဒိဋ္ဌိနောက်တစ်ခုကသစ္စာနုလောမိကဉာဏ်လို့ခေါ်တဲ့သမ္မာဒိဋ္ဌိတချို့တက္ကရာများမှာတော့ဝိပဿနာသမ္မာဒိဋ္ဌိလို့သုံးပါတယ်ကဲလွယ်လွယ်နဲ့မှတ်လို့ရအောင်ကမ္မတက္ကတာသမ္မာဒိဋ္ဌိနဲ့ဝိပဿနာသမ္မာဒိဋ္ဌိလို့ဒီလိုဆိုတာပေါ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာကံကံ၏အကျိုးကိုလက်ခံတယ်ကမ္မဝါဒီကံကိုရှိတယ်လို့လက်ခံတယ်ကံဤကြိုတရားရှိတယ်လို့လက်ခံတယ်အဲ့ဒါလေ right view ပဲမှန်ကန်တဲ့အမြင်တစ်ခုပဲသို့တော်ဒီမှန်ကန်တဲ့အမြင်ဟာပြည့်စုံလုံလောက်တဲ့အမြင်မဖြစ်သေးဘူးမျက်စိတစ်ဖက်ပဲကောင်းသေးတယ်နောက်တစ်ဖက်ကပိတ်နေသေးတယ်ဆိုတဲ့အတိပ္ပယ်မျိုးပေါ့မှန်လားပါဗျသမ္မာဒိဋ္ဌိတစ်ပိုင်းကတော့သမ္မာဒိဋ္ဌိနောက်တစ်ပိုင်းကြည့်လိုက်ပြန်တော့တတ္တဝါရှိတယ်တတ္တဝါတွေမြဲတယ်ယုံ nant ဓမ္မသင်္ခါရကိုမမြင်သေးဘူးဆိုလို့ရှိရင်အဲ့ဒီအပိုင်းကမိစ္ဆာဒိဋ္ဌိဖြစ်နေပြန်တယ်သမ္မာဒိဋ္ဌိတစ်ပိုင်းမိစ္ဆာဒိဋ္ဌိတစ်ပိုင်းပေါ့မှန်လားပါဗျဒီကနေ့ဒုတိယသမ္မာဒိဋ္ဌိအပိုင်းလို့ဆိုရမယ့်ဝိပဿနာသမ္မာဒိဋ္ဌိပိုင်းကိုဘုန်းကြီးအကျဉ်းချုပ်ပြီးတော့ဟောပြောပါသမ္မာဒိဋ္ဌိဆိုတဲ့အမြင်မှန်ရဖို့ရာအတွက်အခြေခံအကြောင်း2ချက်ရှိတယ်အခြေခံအကြောင်း2ချက်ကဘာတုံးဆိုရင်ပရတောဂောတသမ္မာဒိဋ္ဌိဖြစ်ကြောင်းတရားများကိုမှန်ကန်တဲ့ဟောပြောချက်တွေကိုနားထောင်မှုလိုတယ်တဲ့ဒါကအကြောင်းတစ်ခုဘာဖြစ်လို့တုံးဆိုလို့ရှိရင်ဖယားပိစိကဗုဒ္ဓကလွဲရင်ကျန်တဲ့ပုဂ္ဂိုလ်တွေကနားမထောင်ပဲနဲ့အသိဉာဏ်ရတာမရှိဘူးမှန်ပါပါဗျရှင်သာရိပုတ္တရာကိုရောမြတ်ကိုရောတိုင်ပဲ
နားမထောင်မဲနဲ့အသိဉာဏ်မရဘူးသူကအဲကြောင့်မို့ပရတောခောတတခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်တုတ္တမယဉာဏ်လို့ခေါ်တယ်ဒါကြောင့်မို့နားထောင်ဖို့ဆိုတာသိအရေးကြီးတာပေါ့မှန်လားပါဗျာနားထောင်ဖို့ကတော့အရေးကြီးတယ်ပရတောခောတပရတောသူတစ်ပါးထံမှခောတရှင်းလင်းပြောပြတဲ့တရားစကားအတန်အဲ့ဒါဟာတမ္မာဒိဋ္ဌိဖြစ်ခြင်းရဲ့အကြောင်းတစ်ခုပဲဒါကပြင်ဘက်ကအကြောင်းတရား external condition လို့ခေါ်တာပေါ့အပြင်ကလာတဲ့အကြောင်းတရားအပြင်ကလာတဲ့အကြောင်းတရားသည်အတွင်းအကြောင်းတရားမပါလို့ရှင်မဖြစ်ဘူးလောကမှာကြည့်တယ်လေအတွင်းလူအပြင်လူဆိုတာဟုတ်တယ်မလားမှန်ပါဗျာအတွင်းနဲ့အပြင်ပေါင်းစပ်သွားလို့ရှင်အလုပ်ဖြစ်သွားတာမှန်လားပါဗျာအဲ့တော့အပြင်ကတော့လာနေတယ်အတွင်းမပါသေးဘူးဆိုရင်တမ္မာဒိဋ္ဌိမဖြစ်သေးဘူးအဲ့တော့အတွင်းအကြောင်းတရားကဘာလို့ဆိုရင်ယောနိသောမနတိကာရယောနိသောဆိုတာမှန်ကန်သောသင်လျော်သောယုတ်တိရှိသောမနတိကာရနှလုံးသွင်းမှုတဲ့မှန်ကန်သောနှလုံးသွင်းမှုအင်္ဂလိပ်ဘာသာမှာရေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ wise attention လို့ပြန်လဲရှိတယ်ပညာပါတဲ့အတွေးပေါ့နော် wise attention ပညာပါတဲ့နှလုံးသွင်းလို့ဒီလိုဆိုလို့စာပေအားဖြင့်ပြောမယ်ဆိုရင် proper intention proper attention လို့ပြောသင့်လျော်အောင်နှလုံးသွင်းတတ်တယ်ဒါယောနိသောမနတိကာရအဲ့ဒီပရတောခောတဆိုတဲ့အပြင်အကြောင်းတရားနဲ့မိမိရဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်မှုဆိုတဲ့ယောနိသောမနတိကာရအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ရှိရင်အမြင်မှန်ဆိုတာဖြစ်လာပါတယ်တဲ့မှန်လားပါဗျာဘယ်အရာပဲဖြစ်ဖြစ်ဆိုင်ရာအကြောင်းမရှိဘဲနဲ့ဖြစ်လာတာဆိုတာလုံးဝမရှိဘူးဒါကြောင့်မို့အကျိုးလိုချင်ရင်အကြောင်းကိုထူထောင်ရတယ်မှန်လားပါဗျာအကြောင်းမရှိဘဲနဲ့အကျိုးဆိုတာမဖြစ်ဘူးအကြောင်းဆိုတဲ့နေရာမှာလည်းပဲတချို့ကအကြောင်း2ခုစုံမှဖြစ်တယ်တချို့ကအကြောင်း3ခုစုံမှဖြစ်တယ်တချို့ကအကြောင်း4ခုစုံမှဖြစ်တယ်တချို့ကအကြောင်းပေါင်းများစွာစုံမှဖြစ်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာကအကြောင်းတွေပြည့်ပြည့်စုံစုံဘယ်မှာဟောထားတော့ဆိုရင်ပဋ္ဌာန်းတရားတော်မှာဟောထားတယ်မှန်လားပါဗျာပဋ္ဌာန်း24ပစ္စည်းဆိုတာအရေးအတွက်အားဖြင့်သာ24ပစ္စည်း24မျိုးသာမကဘူးအကြောင်းတစ်ခုကအများကြီးစုပြီးတော့ဖြစ်တာမှန်လားပါဗျာအဲ့ဒီလိုစုပြီးတော့အကြောင်းတရားတွေစုံလာတဲ့အခါကျတော့မှခုနကအကျိုးတစ်ခုပေါ်လာတာတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ကလေးတစ်ခုရဖို့ရနံပါတ်1ပရတောခောတပရတောတကယ်ပညာရှိသူတော်ကောင်းလို့ဆိုတဲ့သူတစ်ပါးရဲ့ခောတမှန်ကန်စွာဟောပြတဲ့တရားတန်တဲ့အဲ့ဒါနာခံမှုရှိရမယ်ဒါကြောင့်မို့တရားနာတာဟာတမ္မာဒိဋ္ဌိဉာဏ်ရဖို့အတွက်အကြောင်းတစ်ခုပဲမှန်လားပါဗျာသို့တော်လည်းဒါအကြောင်းတစ်ခုတည်းတင်ဆိုတော့တရားနာယုံနဲ့ရသွားပလားဆိုမရသေးဘူးဘာလို့သေးတုံဆိုလို့ရှိရင်ပုဂ္ဂိုလ်ရဲ့အတွင်းတဏ္ဍာရှိတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုနှလုံးသွင်းတတ်မှုဆိုတဲ့ proper attention proper attention ဆို consideration စဉ်းစားတတ်တာ contemplation မှန်မှန်ကန်ကန်စဉ်းစားတာဟောတော့ဟောပါရဲ့မှန်မှန်ကန်ကန်တရားတော်နာပါရဲ့မှန်မှန်ကန်ကန်မစဉ်းစားတတ်ဘူးတလွဲတွေးတယ်ဆိုရင်လည်းတမ္မာဒိဋ္ဌိမဖြစ်ပြန်ဘူးမှန်လားပါဗျာအဲ့တော့ဒီယောနိသောမနတိကာရဆိုသိအရေးကြီးတာသဘောပေါက်ယုံပြောရမယ်ဆိုရင်ယောနိသောမနတိကာရဆိုဘယ်လိုဟာတော့လို့ဆိုရင်ကောင်းတဲ့သဘာဝတရားတွေဖြစ်ပေါ်လာအောင်စဉ်းစားတဲ့စဉ်းစားနည်းမျိုးဆိုပါစို့လောကမှာအချင်းချင်းအတူတကွနေကြတဲ့အခါတခါတရံအစင်မပြေလို့တယောက်နဲ့တယောက်အစင်မပြေဘူးမုန်းတီးမှုဆိုတဲ့ဒေါသတရားတွေဖြစ်လာတတ်တယ်မှန်လားပါဗျာအဲ့ဒါလို့ဒေါသတရားဖြစ်လာတယ်မကြည်မနှက်တွေဖြစ်လာတယ်မုန်းတီးမှုတွေဖြစ်လာတယ်ဆိုလို့ရှိရင်ဘာကနေပေါက်ဖွာလာတာတော့ဆိုအတွေးလွဲတာကနေပေါက်ဖွာလာ
အတွေးနှမျိုးရှိတယ်ဟာဒီလူကတော်တော်ဆိုးတာပဲငါပေါ်ဘယ်လိုညစ်ပတ်တာပဲဘယ်လိုမကောင်းတာပဲဆိုပြီးတော့အပြစ်တွေရှိပဲစောက်စဉ်းစားမယ်ဆိုလို့ရှိရင်တော့ဒေါသမီးကတော့ဓာတ်စီလောင်းပေးတယ်လို့နေမှာပဲဟုံဟုံနဲ့လာမှာပဲမှန်လားပါဗျာအဲ့တော့ဒီလိုစဉ်းစားလို့ဒေါသတွေဖြစ်နေတယ်ဒေါသတွေကပိုဖြစ်လာလို့ရှိရင်ဒါအာယောနိသောမနတိကာရလို့ခေါ်တယ် improper attention ကဲတစ်ဖက်ကတွေးကြည့်လိုက်အောင်သူအထင်မှားတာနေမှာပါဘယ်တော့မှတော်သားပဲဒီလူကတော့သူစိတ်ရင်းစိတ်ထားကအလွန်ကောင်းတာပဲဘယ်တော့မှဘလို့ဆိုတဲ့သူ့ရဲ့ကောင်းကွက်ကလေးတွေကိုရှာလိုက်ပြန်တော့ခုနကမိရှိန်ကယော့သွားပြန်ရောဒါလူတိုင်းအဲ့တိုင်းမှာဒေါသဖြစ်ရင်တွေးကြည့်ပေါ့မှန်လားပါဗျာဆိုးလိုက်တာလို့တွေးရင်ပူပြီးရတောက်လာကောင်းတဲ့ဘက်လေးကလှဲ့တွေးလိုက်လို့ရှင်ငြိမ့်သွားပြန်ရောဒါအကြောင်းပဲလေမှန်လားပါလက်တွေ့သိရတဲ့အကြောင်းပဲမြတ်စွာဘုရားကရှည်ရှည်ဝေးဝေးအကြောင်းတွေမစဉ်းစားခိုင်းဘူးတယံအဘိညာသစ္စိကတ္တဝါတန်ဒိဋ္ဌိကိုယ်တိုင်မြင်နိုင်တဲ့အကြောင်းတရားတဲ့လူတိုင်းမြင်လို့ရဒီအကြောင်းတရားမှန်လားပါဗျာမယုံလို့ကြည့်နှစ်သက်စရာအာယုန်လေးတစ်ခုတွေ့တဲ့အခါကျတော့ဟာလှလိုက်တာလို့စဉ်းစားရင်ဟောလောဘတွေပိုးများလာရကျင်လိုက်တာဟောတွေးလိုက်လို့ရှင်ဩဘယ်ဟာမှမမြဲပါဘူးဒီလှတယ်ဆိုတာတခဏလေးပါလို့တွဲလိုက်ပြန်တော့ခုနလောဘရော့ကျသွားပြန်ဟောမိများလို့ပေါ့မိထဲမှာထင်းလေးထည့်ပေးနေပိုးတောက်လာတာပေါ့ဟောထင်းတွေကိုဖယ်ပလိုက်တဲ့အခါကျတော့မိအချိန်ရော့သွားတာပဲဘယ်ရပဲဖြစ်သူ့အကြောင်းနဲ့သူအဲ့ဒါလို့ရှိတယ်အဲ့ဒီအကြောင်းနဲ့အကျိုးသဘောပေါက်ရင်လူဘဝဟာအမတန်မှနေပြောတယ်အကြောင်းအကျိုးနားလည်အလွန်နေပြောတယ်ဒေါသဖြစ်နေဘာကြောင့်ဖြစ်တာတုံးလို့စဉ်းစားဖြစ်တဲ့အကြောင်းကိုဖယ်ရှားပြစ်ဒါမို့မေတ္တာဘာဝနာပွားဖို့ရအတွက်မှာတတ္တနာမနာပဘာဝဒသနာပဋ္ဌာနာလို့စာပေမှာတယ်လို့ဆိုတယ်မနာပဘာဝကောင်းကွက်ကလေးတွေကိုဒသနာကြည့်ပါတဲ့လူတယောက်ပေါ်မှာမေတ္တာထားခြင်းလို့ရှင်ကောင်းတဲ့အကွက်ကလေးတွေကြီးတဲ့ဆိုးကွက်တွေသွားမကြည့်နဲ့လူဟာအကောင်းနဲ့ဆိုရောနေတာပဲဘယ်သူမှအကောင်းကြီးမရှိဘူးဘယ်သူမှလည်းအဆိုးကြီးမရှိဘူးကောင်းကွက်ကိုရှာမေတ္တာကိုပွားဆိုတာဒါယောနိသောမနတိကာရကိုပြောတဲ့စကားပဲမှန်လားပါဗျာကောင်းကွက်ကလေးမရှာရင်မေတ္တာမပွားနိုင်ဘူးမေတ္တာမပွားလို့ရှင်ချက်ချင်းဘယ်သူဒုက္ခဖြစ်တုံဆိုရင်ကိုယ့်ရဲ့နှလုံးပူလောင်ခံရတာကိုယ်ဒုက္ခအရင်ဖြစ်တာပဲမှန်လားပါငရဲကြတာတွေဘာတွေနောက်ထားအယုတ်ဆိုးမာတွေဘာတွေနောက်ထားအယုတ်ကတော့ဒေါသဖြစ်ရင်ခုဘဝတွင်ဆိုးသွားတာပါမှန်လားပါဗျာစိတ်ဆိုးနေတဲ့အချိန်မှာမှန်သားတော့ကြည့်တကယ်စိတ်ဆိုးနေတဲ့အချိန်မှာမှန်နေကြည့်ရင်ကိုယ့်ရုပ်တော်ကိုလန့်သွားလောက်တယ်နော်မှန်လားပါဗျာအဲ့တော့ဒေါသရဲ့အရှိန်ကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်ဆိုတာဒါထင်ရှားတာပေါ့မှန်လားပါရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဘာဝမဟုတ်တော့အဲ့တော့အကြောင်းတရားတွေရှိနေတယ်ဆိုတာဒါထင်ရှားတယ်အဲ့တော့တမ္မာဒိဋ္ဌိဖြစ်ဖို့ရအတွက်ပရတောခောသတရားဓမ္မကောင်းတဲ့အကြံဉာဏ်လေးအစထားပေါ့ပရတောခောသမှန်ကန်တဲ့သဘာဝတရားတွေကိုဟောပြောတာကိုနာယူခြင်းယောနိသောမနတိကာရမိမိကိုယ်ကစဉ်းစားတတ်ခြင်းဆိုတဲ့ဒီအကြောင်းနှစ်ချက်ရှိလို့ရှိရင်တဲ့မှန်ကန်တဲ့အမြင်ဖြစ်ပေါ်လာပါတယ်တဲ့ကဲတဖန်ဆန့်ကျင်ဘက်ကိုကြည့်မယ်မိစ္ဆာဒိဋ္ဌိ wrong view လို့ခေါ်တဲ့မှားယွင်းတဲ့အမြင်တစ်ခုဖြစ်ပေါ်ဖို့ရမှာလည်းပဲသူကသူ့ဘာသူဖြစ်လာတာမဟုတ်ဘူးသူ့မှာလည်းအကြောင်းရှိတယ်အဲ့ဒီအကြောင်းကဘာလို့ဆိုရင်ဒါလည်းပဲပရတောခောသမဟုတ်မဟုတ်လှုပ်ဆက်ဖီလိုဆိုဖီတွေကိုပြောတာနားထောင်တယ်မှန်မှန်ကန်ကန်ရေးထားတာမဟုတ်ဘဲနဲ့တလွဲတချော်တွေအတွေးခေါ်ဆိုပြီးတော့ရေးထားတဲ့စာအုပ်တွေကိုဖတ်တယ်ဘုရားဟောတဲ့ဆန့်ကျင်တဲ့စာအုပ်တွေကိုဖတ်တယ်မှန်ကန်တဲ့အကြောင်းတရားနဲ့လွဲချော်တဲ့စာအုပ်စာတမ်းတွေကိုဖတ်တယ်ဒါလည်းပရတောခောသပဲနော်မှန်ပါပါဗျာမှားယွင်းတဲ့တရားဓမ္မတွေကိုနားထောင်နာယူတယ်နာယူပြီးတော့
ayonito manatikara unwise attention အတိညာနဲ့မတွေးတော်ဘူး improper attention မှန်ကန်စွာမတွေးတော်တတ်ဘူးမစဉ်းစားတတ်ဘူးဟောအဲ့ဒါလို့ဆိုလို့ရှိရင် round view လို့ခေါ်တဲ့မိစ္ဆာအယူဝါဒပေါ်လာတတ်တယ်တဲ့မှန်လားပါဗျာမပြည့်စုံရင်အဲ့တိုင်းကြီးပဲသူကလောကမှာမိစ္ဆာအယူဝါဒဆိုသည်မှာအလုံးကိုခြုံပြီးတော့မြင်တဲ့အမြင်မဟုတ်ဘူးတပိုင်းတစမြင်တဲ့အမြင်မျိုးတွေဟာဒါမိစ္ဆာဒိဋ္ဌိကိုဖြစ်စေတတ်တယ်မှန်လားပါဗျာဒါကြောင့်မို့လို့ကိုယ်အမြင်လေးကိုမြတ်စွာဘုရားကအာဒါနဲ့ဂါဟိဆုတ်ကင်ထားတာမျိုးမလုပ်နဲ့ဒုပ္ပတိနေတ္တခိစွန့်လွတ်နိုင်အောင်စွန့်လွတ်ဖို့ခဲရင်လောက်အောင်ချုပ်ကင်တာမျိုးမရှိစေနဲ့မှန်ပါပါဗျာဘက်စုံကြည့်တတ်ရဒီဘက်ကကြည့်ပြီးဟာဒါဟုတ်လာပြီလို့မပြောနဲ့ဟိုဘက်ကလည်းကြည့်လိုက်အောင်ဘက်စုံကကြည့်ရမယ်တစ်ဖက်ကကောင်းနေပြီပဲနောက်တစ်ဖက်ကောင်းချင်မှကောင်းတာမှန်လားပါဗျာဘုန်းကြီးတို့ငယ်ငယ်တုန်းကအင်္ဂလိပ်လိုရေးထားတဲ့ဇာတ်လမ်းလေးတစ်ခုဖတ်ဖို့တယ်ဘက်စုံမကြည့်လို့ရှိရင်သူကအမှန်မတွေ့တဲ့အကြောင်းလေးပေါ့သူခေါင်းစည်းလေးက there are two sides in every question နာမည်လေးပြဿနာဆိုတာနှစ်ဖက်ရှိတယ်တဲ့ဒါလည်းအလွန်စဉ်းစားစရာကောင်းတဲ့အချက်ကလေးတစ်ခုပဲနော်မှန်ပါပါဗျာတောင်ကုန်းလေးတစ်ခုမှာစားတောက်ဆိုင်လေးတစ်ခုဖွင့်ထားတယ်အဲ့ဒီတောင်ကုန်းလေးရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းတောင်ကလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြောက်ကလာတဲ့ပုဂ္ဂိုလ်လမ်းကြီးကတောင်မြောက်ဖောက်ထားတဲ့လမ်းကြီးအဲ့ဒီခေတ်တုန်းကတော့မြင်းစည်းတဲ့ခေတ်ဆိုတော့လူတွေဟာမြင်းစည်းပြီးတော့လာကြတယ်6လုံးမျိုးခါချိတ်တဲ့ခေတ်တော့မဟုတ်ဘူးဒလွယ်ခါချိတ်လာတယ်ဒလွယ်လွဲလာတဲ့ခေတ်အဲ့တော့မြင်းစည်းဒလွယ်လွဲရောက်ဘက်ကလူကြီးတယောက်ကမြင်းစည်းပြီးတော့ဒလွယ်နဲ့လာတောင်ဘက်ကလူတယောက်ကလည်းမြောက်သွားမလို့မြင်းစည်းပြီးတော့လာတယ်အဲ့ဒီတောင်ကုန်းလေးကြတော့ခဏနားကြတာဆုံးတာနှစ်ယောက်သားသွားဆုံမိတယ်တောင်ကုန်းအတက်ကလေးမှာနှစ်ယောက်သားမြင်းမော်ကနေခုံဆင်းလိုက်စားတော့ဆိုင်လေးမှာဝင်ညမှာပေါ့အဲ့ဒီမှာမြောက်ဘက်ကလာတဲ့လူကအပေါ်မော့ချစ်လိုက်တဲ့အခါကျတော့သူကဘာတွေ့တုံးဆိုတော့ရွှေချင်သေးရုပ်ကလေးကိုတွေ့တော့သူက Golden Restaurant ရွှေချင်သေးစားတော့ဆိုင်ပဲလို့သူကပါဇက်ကပြောလိုက်တာသူအဲ့ဒါပြောလိုက်တဲ့အချိန်တောင်ဘက်ကလာတဲ့လူကပေါ်မော့ကြည့်ပြီးတော့ဘာပြောတုံးဆိုမိတ်ဆွေခမမှားနေပြီတဲ့ရွှေချင်သေးမဟုတ်ပါဘူးဗျာတဲ့ Silver Lion Restaurant ငွေချင်သေးပါတဲ့သူကအဲ့လိုပြောတော့ဟိုလူကခမည်းကတဲ့ကျုပ်ကိုရွှေနဲ့ငွေနဲ့မကွဲဘူးလို့ပြောချင်တာလားဟောမကျင်တတ်တဲ့အတန်နဲ့မေးတယ်ကျွန်တော်ကမှန်တာကိုပြောတာပါခမည်းမှားနေလို့ကျွန်တော်အရွှေချင်သေးလို့ပြောတာငွေချင်သေးလို့ပြောတာပါခမည်းရွှေမဟုတ်ပါဘူးငွေပါလို့ဟိုလူကပြောတာအဲ့ဒီခေတ်ကတယောက်နဲ့တယောက်မကျင်တတ်ဘူးဆိုရင်ဓာချင်းရှင်ခုတ်တဲ့ခေတ်ပေါ့မှန်ပါပါဗျာအချင်းများတာနဲ့သူ့ကိုဒီလောက်အထင်သေးရမလားဆိုပြီးတော့ဓာဆွဲထုတ်ဟိုဘက်ကလည်းပြန်ဓာဆွဲထုတ်ပြီးတော့ဓာချင်းခုတ်ကြတာတချွန်ချွန်နဲ့အဲ့ဒီနာလေးမှာနော်မှန်ပါနေရာစလုံးတစ်ဖက်မြင်နဲ့ဆော်ကြတာလေအငင်းပွားဓာချင်းဆွဲခုတ်တဲ့အခါကျတော့အတန်တန်ထွက်လာတာရက်လိုက်ပါဆိုတဲ့အတန်လေးကြတော့ဇာလန်းထဲမှာတော့အဲ့ဒါနတ်သမီးပေါ်လာတာရက်လိုက်ဆိုတဲ့အတန်ကြတော့သူတို့အားသိမ့်ပြီးတော့ရက်လိုက်တယ်ရှင်တို့ဘာလုပ်နေကြတာတုံးဆိုတို့ဟာအမှန်တရားအတွက်တိုက်ပွဲဝင်နေကြတာတဲ့ပြောတာအမှန်တရားအတွက်တိုက်ပွဲဝင်နေတာတဲ့သူတို့မှန်တရားကပြည့်ပြည့်စုံစုံမြင်တာမဟုတ်ကိုမြင်တာဟာကအမှန်ယူပြီးတော့တိုက်ပွဲဝင်နေတာနော်မှန်ပါပါဗျာကဲဒါဖြင့်ပြောပြပါအောင်ဆိုတော့မြောက်ဘက်ကလူကငါကရွှေချင်သေးလို့ပြောတယ်ဒီလူကငွေချင်သေးလို့ငါ့ကိုရွှေနဲ့ငွေနဲ့မကွဲဘူးလို့ပြောတာတို့ဟာအမှန်တရားအတွက်တိုက်ပွဲဝင်တာဆိုတော့
အဲ့ဒီနတ်သမီးကဲဒီလိုဆိုလို့ရှိရင်မြောက်ဘက်ကလာတဲ့ gentleman တောင်ဘက်ကြွပြီးတော့ကြည်ပါတောင်ဘက်ကလာတဲ့ gentleman ကမြောက်ဘက်ကိုသွားကြည့်ပါအောင်လို့ဆိုတော့ရွှေတစ်ဖက်ငွေတစ်ဖက်လှုပ်ထားတာကိုဗျမှန်လားပါဗျာချင်းတဲ့ရုပ်လေးကဟိုဘက်ကရွှေဒီဘက်ကငွေနှစ်ယောက်စလုံးလဲမှန်တယ်နှစ်ယောက်စလုံးလဲမှားနေကြတယ်မှန်လားပါဗျာဆိုလိုတာကအဲ့ဒါတချမ်းပဲသိနေတာအကုန်မသိလို့ဒီလိုဖြစ်ရတာမှန်လားပါဗျာမြတ်စွာဘုရားကအဲ့ဒီတိဋ္ဌာရဏသုတ်မှာဟောတယ်ဝိကရှနံဝိဝဒန္တိဇနာဧခင်ခဓတ္တိနောအေးတပိုင်းတစကိုသိပြီးတော့လူတွေဟာအငင်းပွားနေကြတာကိုသိတာလေးကိုစွဲကင်ပြီးတော့အငင်းပွားနေကြတာအကုန်သိအောင်လုပ်ရမယ်မှန်လားပါဗျာအဲ့ဒီပုံမြင်လေးကတရားဓမ္မနဲ့ပတ်သက်ပြီးတော့မှတ်သားစရာအလွန်ကောင်းတယ်မှန်လားပါဗျာဒါကြောင့်မို့လို့တပိုင်းမြင်လေးနဲ့တော့ပြည့်စုံတယ်လို့မထင်နဲ့အံ့ဩစရာကောင်းတာလောကီစာအုပ်တွေထဲမှာမျက်မမြင်ပုံနာ6ယောက်အကြောင်းဆိုပြီးတော့ရေးထားကြအဲ့ဒီ story ကဘယ်ကလာတဲ့ story လဲလို့ဆိုအိန္ဒိယကလည်းရေးတာပဲအင်္ဂလိပ်လိုလည်းရေးတာပဲဗမာလိုလည်းပြန်ပြီးတော့ရေးကြတယ်ထူးထူးဆန်းဆန်းမြတ်စွာဘုရားဟောတဲ့သုတ်တန်ထဲမှာလည်းသွားတွေ့တယ်မြတ်စွာဘုရားဟောတဲ့သုတ်တန်ဥဒ္ဒံပါဠိတော်လို့ခေါ်တယ်ဥဒ္ဒဏပါဠိဥဒ္ဒံပါဠိတော်မှာတိဋ္ဌာယတနာနာနာဒိဋ္ဌိယသုတ်ဆိုတာရှိတယ်ဒိဋ္ဌိအမျိုးမျိုးဆိုတဲ့အကြောင်းအဲ့ဒီနာနာဒိဋ္ဌိယသုတ်မှာမျက်မမြင်ပုံနာ6ယောက်မဟုတ်ဘူးအဲ့မှာတော့9ယောက်9ယောက်လည်းလူကိုပြောတာမဟုတ်ဘူး9အုပ်စုဟတ္ထိဓာတကအန္တာဝိယလို့ဆိုပြီးတော့ပါဠိစာပေမှာရှိတယ်မျက်စိမမြင်တဲ့လူတွေကိုဆင်းကိုတရုပ်ဖော်ခိုင်းတာမှန်လားပါမျက်မမြင်သူကန်းတို့ဆင်ဆန်းတယ်လို့ပဲအဲ့ဒီမှာအဲ့ဒီဇလန်းကမြတ်စွာဘုရားဟောတဲ့သုတ်တန်ထဲမှာဆိုလို့ရှိရင်တာဝဋ္ဌိပြည်ကဇလန်းတစ်ခုတာဝဋ္ဌိပြည်ကဘုရင်ကြီးကသူကတခါတလေကျတော့သူကအပြင်းဖြေတဲ့သဘောပေါ့ရေစရာလောက်တာဘာလောက်တုံးဆိုတာဝဋ္ဌိမြို့မှာရှိတဲ့မျက်စိနှစ်ကွင်းအလင်းမရတဲ့လူတွေအကုန်လုံးစုပြီးတော့ခေါ်ခိုင်းတာမှန်လားပါနန်းရင်ပြင်ဆင့်ခေါ်လိုက်ရောက်လာကြတယ်မျက်စိမမြင်တဲ့လူတွေအများကြီးပဲတာဝဋ္ဌိပြည်ကမျက်မမြင်နေအကုန်ဆင့်ခေါ်ရနန်းရင်ပြင်ရောက်လာတဲ့အခါဘုရင်ကြီးကအေး9စုခွဲလိုက်ကွာဆိုအစု9ခုခွဲလိုက်တယ်ခွဲပြီးတဲ့အခါကျတော့ဘုရင်ဝန်တန်းတွေကိုပြောတယ်အဲ့ဒီ9စုတစုစီဆင်းကိုပြစမ်းဆင်းဆိုတာဘယ်လိုဟာဆိုတာမင်းတို့ပြတဲ့အခါကျတော့တချို့ကောင်အဲ့ဒါခြေတော့ကိုကင်ပြီးပြတချို့ကအမီးကိုကင်ပြတချို့ကအဆွဲတချို့ကနှာမောင်းတချို့ကကိုလုံးပေါ်တယ်အဲ့ဒါလို့ခွဲပြီးပြခိုင်းအမီးမှာလည်းပဲမြည်ဆံလေးကိုပြတာတစ်ခုမြည်သူရိုးကိုပြတာတစ်ခုအဲ့ဒါလို့ခွဲပြီးတော့ပြခိုင်းပြီးတော့အုပ်စုလိုက်ပြပေးပြီဆိုတဲ့အခါကျတော့ဘုရင်ကြီးကမေးတယ်ကဲမောင်ကန်းတို့မင်းတို့ဆင်မြင်ကြပါလားလို့ဆိုတော့မြင်ကြပါပြီတဲ့ကဲဒါဖြင့်ပြောစမ်းနံပါတ်1အုပ်စုကဆင်ဆိုတာဘယ်လိုဟာလဲဆိုမေးတဲ့အခါမှာသူတို့ပြထားတဲ့အတိုင်းသူတို့ပြောတာပေါ့ဆင်ဆိုတာအုတ်နိုင်ရန်ကြီးလိုပဲကိုယ်စမ်းထားတဲ့လူတွေကလည်းနောက်ကြံတဲ့လူတွေကဟိုကြည့်မြင်တော့မမြင်ဘူးကြည့်တာပေါ့နော်မှန်လားပါဗျာအံ့ဩတယ်ဟာငါတို့စမ်းတာအုတ်နိုင်ရန်ကြီးမဟုတ်ပါဘူးထုတ်ချောင်းလိုဟာကြီးပါဘာလို့အစွဲပြထားတာဟိုသူอ่ะမှန်လားပါဗျာဟိုအမီးဆံပြထားတဲ့ကောင်တော့ဟာတပြက်စည်းလိုဟာကြီးပါဟာဆင်းဆိုတာတပြက်စည်းလိုဟာကြီးပါခြေတော့ပြထားတဲ့လူကြဟာဆင်းဆိုတာတိုင်လိုဟာကြီးပါဆိုပြီးတော့သူတို့ချင်းချင်းမှာတယောက်မကျေနပ်ဖြစ်တော့ဆင်းဆိုတာနိုင်ရန်ကြီးလို့ဆိုတော့ဟိုတပြက်စည်းလို့ထင်တဲ့ကောင်ကဟာမင်းမှားနေတယ်တဲ့ဘယ်ဟုတ်မလို့ကွာငါစမ်းတာတော့တပြက်စည်းကြီးပဲဆင်းဆိုတဲ့ကောင်ကကိုလူကလည်းမင်းအုံနိုင်ရမဟုတ်ဘူးတဲ့တိုင်ကြီးပဲတဲ့ဆင်းဆိုတာနေရွက်စမ်းထားတဲ့ကောင်ကတော့ဟာဆင်းဆိုတာဗျာချကြီးတဲ့ရတောင်ကြီးလိုပဲတဲ့ဆိုပြောတာ
အဲ့ဒီလိုပြောရင်အုပ်စုနဲ့အုပ်စုကရံဖြစ်ကြပြီးထပြီးတတ်ကြတာအဲ့ဒီမှာဘုရင်ကြီးကဟားတိုက်ပြီးရှိတာအတော်ကမြင်းတဲ့ဘုရင်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီလိုကြီးတဲ့မျက်မမြင်သူခန်းတွေဟာဆင်ဆန်းပြီးတော့ကိုမြင်တဲ့အပိုင်းလေးတွေကိုဟုတ်လာပြီဆိုပြီးတော့ပြောနေလို့အခုလိုအငင်းပွားတာတဲ့အားလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဆင်ဆိုစီမှာဓာတွေအားလုံးရှိတယ်လို့သူတို့လက်ခံမယ်ဆိုလို့ရှိရင်သူဟာလည်းလက်ခံမယ်ငါဟာလည်းလက်ခံမယ်အားလုံးကိုလက်ခံလိုက်ရင်ဆင်တရုပ်ပေါ်လာမှာပါမှန်ပါဗျာဆိုတော့မိစ္ဆာဝါဒနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားမိစ္ဆာဝါဒဆိုတာခြုံငုံမကြည့်ဘူးစုံအောင်မကြည့်ဘူးတစ်ဖက်မြင်လေးနဲ့အငင်းပွားကြတာလို့ဒီလိုဆိုလို့တယ်နော်မှန်ပါဗျာအေးဒါကြောင့်မို့လို့လောကမှာမိစ္ဆာဝါဒဆိုတာခြုံငုံသုံးသပ်ခြင်းမရှိလို့တစ်ဖက်မြင်ပြီးတော့အစွဲလန်းကြည့်ကိုဟာတာကိုဣဒမေဝသစ္ဆံမောဂမညာငါဟာတာအမှန်တခြားဟာအလကားဆိုတဲ့ဆိုလိုချက်တွေနဲ့ကိုဖီလိုဆိုပြီးကိုကြိုက်သူများဖီလိုဆိုပြီးကန့်ကွက်နေလို့ဟောမိစ္ဆာယူဝါဒတွေပေါ်တာအမှန်တရားဆိုတာတစ်ခုပဲရှိတယ်မှန်ပါဗျာအဲ့ဒီအမှန်တရားနဲ့ပတ်သက်ပြီးသိလာလို့ရှင်ဘာမှအငြင်းပွားစရာမရှိဘူးအကြောင်းအတူတူပဲဒါကြောင့်မလို့မိစ္ဆာအယူဝါဒတွေထွန်းကားလာကြတော့အာယောနိသောမနတိကာရမသိမတင်နှလုံးသွင်းတာမမှန်မကန်စဉ်းစားတာဟောမိစ္ဆာဒိဋ္ဌိသမ္မာဒိဋ္ဌိဖြစ်ဖို့ရာကအကြောင်းတစ်ခုမိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရာအကြောင်းတစ်ခုအဲ့ဒီထဲမှာအခြေခံဖြစ်တဲ့သမ္မာဒိဋ္ဌိကမနေ့ကရှင်းပြခဲ့တဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိဒါအခြေခံသမ္မာဒိဋ္ဌိပဲကမ္မတက္ကတာသမ္မာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီတန်လျာထဲမှာဒါနကောင်းမှုပြုတယ်သီလကောင်းမှုကောင်းတာတွေလုပ်ပြီးတော့မကောင်းတာတွေရှောင်ဘာဖြစ်လို့ဆိုကံကံဤအကျိုးကိုသူကခံစားရမှာဆိုတာသိတာမှန်ပါဗျာအဲ့ဒီလောက်လေးနဲ့တော့တန်တရားကမထွက်နိုင်သေးဘူးတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိတစ်ဖက်ကမှားယွင်းနေတဲ့အမြင်ရှိတယ်ဘာဖြစ်လဲတတ္တဝါဆိုတာရှိတယ်ငါဆိုတာရှိတယ်သူတစ်ပါးဆိုတာရှိတယ်ထာဝရမြဲနေတယ်မမြဲဘူးဆိုတဲ့အယူဆွဲတွေကကြမ်းနေတယ်ကြမ်းနေသည့်အတွက်ကြောင့်အဲ့ဒီဘက်ကနေပြီးနိဗ္ဗာန်တရားကြီးကို तू မမြင်နိုင်ဘူးအဲ့ဒါကြတော့မှန်ပါဗျာနိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်သေးဘူးဒါကြောင့်နိဗ္ဗာန်လမ်းကြောင်းရောက်ဖို့ရအတွက်ကြတော့ဘာလုပ်ရမလဲလို့ဆိုတော့ပညာတွေကိုဖယ်ပြီးတော့အတွင်းပရမတ္ထိအောင်မြင်အောင်ကြည့်တဲ့သမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိရှိဖို့လိုလာပြန်ပြီတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိကကံကိုပယ်တာတို့ကံဤအကျိုးကိုပယ်တာတို့အကြောင်းကိုငြင်းပယ်တယ်ဆိုတဲ့မိစ္ဆာဝါဒတွေကလွတ်ယုံပဲရှိတယ်မှန်ပါဗျာသို့တော့တဘာဝကိုစိုက်ထိပြီးတော့မသိသည့်အတွက်ကြောင့်အဲ့ဒီဘက်ကကြည့်ရင် तू ကမှားနေသေးတယ်တဲ့မိစ္ဆာဒိဋ္ဌိပဲဖြစ်နေသေးတယ်ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့မှန်ကန်တဲ့အမြင်ရှိဖို့အတွက်တော့ကဲဘုန်းကြီးတို့တွေစဉ်းစားကြည့်တကယ်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေကြတော့တဆင့်တက်တယ်နောက်သမ္မာဒိဋ္ဌိမျက်စိနှလုံးလို့ဆိုပါစို့ကံကံဤအကျိုးကိုသိတာကဒါမျက်စိတစ်လုံးပဲရှိသေးတယ်ကံကံဤအကျိုးကိုလုံကြည့်ပြီးတော့နိဗ္ဗာန်ကိုမြင်မို့ရအတွက်နောက်ထပ်မျက်စိတစ်လုံးလို့သေးတယ်အဲ့ဒါဝိပဿနာသမ္မာဒိဋ္ဌိပဲမှန်ပါပါဗျာအဲ့ဒီဝိပဿနာသမ္မာဒိဋ္ဌိမရှိရင်တော့တန်တရားထဲမှာပဲနေအောင်ပဲတဲ့နိဗ္ဗာန်ကိုမမြင်နိုင်ဘူးနိဗ္ဗာန်လမ်းကြောင်းမရောက်နိုင်သေးဘူးတဲ့ကပ်ပြီးတော့လွဲနေမှာပဲဒီလမ်းသားတော့ရောက်လာတယ်ဒါပေမဲ့လို့မဝင်ဘူးမှန်ပါပါဗျာနိဗ္ဗာန်တရားကြီးကိုကြောပေးထွက်သွားမှာပဲအဲ့ဒါတော့တန်တရားရှိနေအောင်မှာပဲကဲအဲ့ဒီလိုမြင်အောင်ကကြည့်ဘုန်းကြီးတို့တွေကိုယ့်ကိုယ်စဉ်းစားကြည့်ဘာကိုမြင်အောင်ကြည့်ရမလဲအပြင်ကအကာတွေကိုဖယ်ချပညာလို့ခေါ်တဲ့လေးပယ်တွေကိုဖယ်ရှားပြီးတော့အတွင်းအနှစ်သာတကယ်အစစ်ကိုမြင်အောင်ကြည့်ဖို့လိုတယ်မှန်ပါပါဗျာအဲ့ဒါကမှခုနကတကယ်ဝိပဿနာသမ္မာဒိဋ္ဌိရဲ့အခြေခံဖြစ်မယ်ဆိုပါစို့နေ့စဉ်နဲ့ပြောနေတဲ့ထဲမှာကိုယ့်ဘာထင်တော့ငါလို့ထင်တယ်ကိုရှိတဲ့အရာတွေကိုဘာထင်တော့ငါဟာလို့ထင်တယ်ငါဟာငါဆိုတာဘာလဲလို့ဆိုရင်ဟောကိုခန္ဓာကိုယ်ကြီးကိုကြည့်ပြီးငါဘဝဒီလိုပဲပြောကြတယ်လူတွေယောက်ျားလို့ထင်တယ်
မိမလို့ထင်တယ်ငါသူတစ်ပါးယောက်ျားမိန်းမဆိုတဲ့အစွဲတွေနဲ့ရှိတယ်အပေါ်ယံအကာလေးတင်သိပြီးတော့အတွင်းအနှစ်သာရဘာလဲဆိုတာတခါမှမကြည့်မိဘူးမသိသည့်အတွက်ကြောင့်ဒီဘက်ကတော့ round view ပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတတ္တဝါမဟုတ်ဘဲနဲ့တတ္တဝါလို့ခင်ထင်းနေရင် round view ပေါ့ဗျမဟုတ်ဘဲနဲ့အဟုတ်ထင်နေရင် round view ပဲဒါကတော့မှန်လားပါဗျာဘုန်းကြီးတို့အမေရိကန်ရောက်တော့ကအဲ့ဒီ Hollywood က market တွေကိုတွားတဲ့အခါကျတော့အဲ့မှာသူတို့စက်ရုပ်ကြီးတွေလောက်ထားတာရှိတယ်ဆိုင်ထဲမှာဝင်လိုက်လို့ရှင်အဲ့ဒီစက်ရုပ်ကြီးကနှုတ်ဆက်တယ် welcome ဆိုပြီးတော့ကိုရောက်သွားတာရောက်တဲ့နေရာမှာ welcome လုပ်တာအမှတ်တမဲ့ကြတော့ဘယ်သူကပြောလိုက်တာပါလဲဆိုပြီးတော့လန့်သွားစက်ရုပ်ကြီးကိုတကယ်လူလို့ထင်တာမဟုတ်ဘူးတပန်းလမ်းဘေးမှာစက်ရုပ်ကြီးလို့ထင်တာကြည့်လိုက်တော့တကယ်လူအစ်စ်ကြီးဖြစ်နေပြန်အဲ့မှာအယုတ်ကြီးလို့လှုပ်ထားတာဒါပေမဲ့လူကအတွင်းထဲမှာဟိုဂျာမနီနိုင်ငံမှာလည်းတူတူပဲဟိုလူအစ်စ်ကအထဲထဲဝင်နေတာအဲ့ဒီလူယုတ်ကြီးနဲ့သွားပြီးတော့ဓာတ်ပုံရိုက်ကြတယ်ဒါပေမဲ့အထဲထဲမှာလူအစ်စ်ရှိတယ်လူအစ်စ်ကနေလှုပ်ရှားတာဘေးကနေကြည့်လိုက်ရင်တော့လူယုတ်ကြီးပဲစတက်ချူကြီးပေါ့ယုတ်တုကြီးလို့ထင်ရတယ်မျက်စိကိုလှည့်စားထားတာအတွင်းကိုမသိလို့ရှိရင်နော်မှန်လားပါဗျာအဲ့ဒါတွေကိုအတွင်းဖောက်ပြီးတော့မမြင်လို့ရှိရင်အပေါ်ယံလေးမှာကြည့်မယ်ဆိုလို့ရှိရင်လူအစ်စ်ကိုလူယုတ်လို့ထင်တယ်ယုတ်တုလို့ထင်တယ်ယုတ်တုကြတော့လူအစ်စ်လို့ထင်နေတယ်မှန်တာလားမှားတာလားမှားတာပါမှားနေတာအဲ့ဒါမှားတယ်လို့ပဲတကယ်တမ္မာဒိဋ္ဌိဆိုတာကြည့်ဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်မှာဘာရှိတုံးဆိုရင်ကိုယ်ကာယနဲ့စိတ်ဒီနှစ်ခုပဲရှိတာမှန်လားပါဗျာ body နဲ့ mind ပေါ့ခန္ဓာကိုယ်ရှိတယ်ကိုယ်ရှိတယ်စိတ်ရှိတယ်ရုပ်ခန္ဓာကိုယ်ကြီးရှိတယ်စိတ်ရှိတယ်ဒီနှစ်ခုပဲရှိတယ်အဲ့ဒီနှစ်ခုကို separate လုပ်လိုက်မယ်ခွဲလိုက်မယ်ဆိုလို့ရှိရင်ပြောဆိုတာတွေလှုပ်ရှားတာတွေမြင်နိုင်တဲ့စွမ်းအားတွေရှိသေးလားမရှိတော့ပါဗျာမရှိတော့ဘူးအဲ့ဒီယုံနဲ့နာနှစ်ခုပေါင်းစပ်ထားသည့်အတွက်ကြောင့်ဓာကြီးကလှုပ်ရှားနေတော့အသက်ရှိတဲ့ရောင်ရောင်အကောင်ကအထဲထဲဝင်နေတဲ့ရောင်ရောင်နော်ရှိတကယ်ခွဲကြည့်လိုက်တဲ့အခါကျတော့ဘာဆိုဘာမှမရှိဘူးဘာဆိုဘာမှမရှိဘူးယုံနဲ့နာကလွဲလို့ဘာဆိုဘာမှမရှိဘူးအခု robot ဆိုတဲ့စက်ရုပ်ကလေးတွေကြည့်ပေါ့စက်ရုပ်လေးတွေကဘက်ထရီလေးနဲ့လှုပ်ထားတဲ့အခါစကားပြောတယ်ဘာလုပ်တယ်ညာလုပ်တယ်ပေါ့နော်မှန်လားပါဗျာတကယ်အဲ့ဒါတွေတစားစီဖြုတ်လိုက်လို့ရှိရင်စကားပြောနိုင်သေးရဲ့လားမပြောနိုင်တော့ပါဗျာဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်လည်းဒီတိုင်းပါပဲမှန်လားပါပေါင်းဆက်နေသည့်အတွက်ကြောင့်လှုပ်ရှားနေတာတခုစီခွဲလိုက်တာနဲ့တပြိုင်နက်ဘာတစ်ခုမှလူဆိုတာဘာတော့လို့မေးလို့ရှိရင်ဖြေเสียမရှိဘူးမှန်လားပါဗျာပေါင်းဆက်ထားတဲ့အခါသာဖြေလို့ရတာအဲ့ဒါကိုဘာနဲ့ကြည့်ရမလို့ဆိုရင်မှန်ကန်တဲ့အမြင်တမ္မာဒိဋ္ဌိဉာဏ်နဲ့ကြည့်ရမယ်ခုနကံကံဤအကျိုးယုံကြည်တဲ့ကာမတက္ကတာတမ္မာဒိဋ္ဌိဆိုတာဒီအဆင့်ကိုမရောက်ဘူးသူကကံဤအကျိုးကိုလက်ခံရုံပဲရှိတယ်မြင်ရုံပဲရှိတယ်အခုလို့တဘာဝအစစ်မှန်ကိုစိုက်ထိပ်ပြီးတော့မကြည့်နိုင်ဒီတမ္မာဒိဋ္ဌိကြတော့အဆင့်မြင့်သွားပြီနော်ဒါကြောင့်မို့ဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တာကဲအကြမ်းမြင်အဖြစ်ပြောမယ်ဆိုရင်လူတွေမှာရုပ်လို့ခေါ်တဲ့အာယုံကိုမသိတတ်တဲ့အာယုံကိုရယူနိုင်စွမ်းမရှိတဲ့ကိုယ်ကာယကြီးရှိတယ်သိတဲ့နန္တရားစိတ်ဆိုတာရှိတယ်အဲ့ဒီနှစ်ခုဟာပေါင်းစပ်နေသည့်အတွက်ကြောင့်ယုတ်ကစားတယ်ဟုတ်လားနာကနေပြီးတော့စားတယ်ဆိုတာသိရတယ်နှစ်ခုပေါင်းလိုက်လို့သိတာနော်မှန်လားပါဗျာယုတ်ကစားတယ်ယုတ်ကညောင်းတယ်ယုတ်ကအိတ်ချင်တယ်ဟောနာကဒါအိတ်ချင်တယ်လို့သိလာတယ်ယုတ်ကနေပြတဲ့ information တွေကိုနာကနေလိုက်လို့ပေးနေတော့သူတို့နှစ်ခုပေါင်းစပ်ထားတဲ့အခါမှာဒါတွေပေါ်လာမှန်လားပါဗျာအကယ်၍ယုတ်နဲ့နာခွဲသွားပြီဆိုလို့ရှိရင်ဒါကြီးဘာမှမရှိတော့ဘာမှမရှိတော့ဥပမာထင်ရှားအောင်ပြောမယ်ဆိုရင်ယုတ်နဲ့နာနဲ့ကဘယ်လိုပေါင်းပြီးအလုံးလုံးနေကြသလဲလို့ဆိုလို့ရှိရင်
သူကန်းနဲ့ငဆွန့်သူကန်းဆိုတာမျက်စိမမြင်တဲ့ပုဂ္ဂိုလ်ငဆွန့်ဆိုတာလမ်းမလျှောက်နိုင်တဲ့ပုဂ္ဂိုလ်ခြေမတန်လို့သို့မဟုတ်ခြေပြတ်နေလို့လမ်းမလျှောက်နိုင်တဲ့ပုဂ္ဂိုလ်လမ်းမလျှောက်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့မျက်စိမမြင်တဲ့ပုဂ္ဂိုလ်ရဲ့လမ်းမလျှောက်နိုင်တဲ့ပုဂ္ဂိုလ်ကလည်းခြေထောက်မပါသည့်အတွက်ကြောင့်သူမျက်စိကတော့မြင်တယ်ခြေထောက်မပါလို့ဟိုဒီမသွားနိုင်ဘူးမှန်လားပါဗျာအေးမျက်စိပါတဲ့လူကြတော့ခြေထောက်တော့ပါတယ်မျက်စိကန်းတဲ့လူကြတော့ခြေထောက်တော့ပါတယ်မျက်စိကမမြင်လို့ဟိုဒီမသွားနိုင်ဘူးတရက်ကြတော့သူတို့နှစ်ယောက်ဆုံပြီးကြတယ်ဆုံပြီးတော့ငဆွန့်ကပြောတယ်ပေါ့လမ်းမလျှောက်နိုင်တဲ့သူကပြောတယ်ငါမှကွာအဲ့ဒါခြေထောက်မပါဘူးတဲ့မင်းကခြေထောက်ပါတယ်ဒါပေမဲ့ငါမှမျက်စိရှိတယ်မင်းကမျက်စိမရှိဘူးတို့နှစ်ယောက်ပေါင်းလိုက်ရင်တော့လုံးဖြစ်မှာပါဆိုမင်းကငါမျက်လုံးငါမင်းကငါ့ကိုမျက်ကန်းတဲ့သူကမင်းကငါ့ကိုမျက်လုံးငါနော်ငဆွန့်ကနေပြီးတော့ကန်းတဲ့သူကိုမျက်လုံးငါတယ်ငဆွန့်ကိုဒီတယောက်ကခြေတော်ငှားမယ်အဲ့ဒါလို့နှစ်ယောက်ပေါင်းတဲ့အခါကျတော့သူတို့လိုတဲ့ခရီးရောက်ကြတယ်ကဲငဆွန့်ကိုဂုတ်ပေါ်ခွငဆွန့်ကနေပြီးတော့မတက်နိုင်တဲ့ကောင်ကဂုတ်ပေါ်ခွစီလိုက်တယ်ဟိုကောင်ကငကန်းကအောက်ကနေပြီးတော့ငဆွန့်ကိုထမ်းတော့အပေါ်ကနေပြီးတော့ခေါင်းကငဆွန့်ကမျက်လုံးကောင်းတော့အေးညာဘက်သွားဘယ်ဘက်မသွားနဲ့ဘယ်ဘက်ကကြောက်ရှိတယ်ဟိုဘက်သွားဒီဘက်သွားနဲ့သူညွန်တဲ့အတိုင်းဟိုကောင်ကသွားမှန်လားပါဗျာအဲ့ဒါလို့နှစ်ယောက်ပေါင်းလိုက်တဲ့အခါကျတော့သူတို့လိုချင်တဲ့နေရာတွေအကုန်ရောက်သွားကြဆိုတဲ့အဲ့ယုံနဲ့နံကလည်းအဲ့ဒီတိုင်ပဲသဘောမှန်လားပါဗျာယုတ်ကဘာနဲ့တူတုံးဆိုလို့ရှိရင်နံကဘာနဲ့တူတုံးဆိုငဆွန့်နဲ့တူတယ်နံကသူ့ကြီးဘာမလုပ်နိုင်ယုတ်ကြတော့ဘာမှမမြင်ရသည့်အတွက်ကြောင့်သူကငကန်းနဲ့ထူတယ်ရုပ်ကမမြင်ဘူးတဲ့မှန်လားပါဗျာနာငါမြင်တယ်ဒါပေမဲ့နာငါလမ်းမလျှောက်နိုင်ဘူးဟောရုပ်နဲ့နာနဲ့ရုပ်နာနှစ်ရပ်ပေါင်းစပ်လိုက်တဲ့အခါကျတော့ဟောအလုံးဖြစ်သွားကြတယ်ပြောနိုင်တယ်ဆိုနိုင်တယ်သွားခြင်းတဲ့နေရာသွားတယ်ခွဲလိုက်တာနဲ့တပြိုင်နက်နှစ်ခုစလုံးဟာတကူပါဝါအာနာဘယ်သူမှမရှိဘူးတယောက်နဲ့တယောက်ပေါင်းမှဖြစ်တယ်မပေါင်းရင်မဖြစ်ဘူးဆိုတဲ့သဘာဝတရားတွေဒါကိုယ်ခန္ဓာကိုယ်လေးကိုကိုဉာဏ်ဆိုင်ပြီးတော့ကြည့် contemplation လို့ခေါ်တယ်နော်မှန်လားပါဗျာခန္ဓာကိုယ်ရဲ့သဘာဝလေးကိုစဉ်းစားကြည့်ခန္ဓာကိုယ်ရဲ့သဘာဝလေးကိုစဉ်းစားကြည့်အဲ့ဒါလို့စဉ်းစားလိုက်လို့ရှင်ဒီသဘာဝနှစ်ခုဟာမတူတဲ့သဘာဝနှစ်ခုပေါင်းစပ်ပြီးတော့အလုံးဖြစ်နေတယ်ဆိုတာသိလာတယ်ကိုယ်ကာယကြီးရဲ့စိတ်ရဲ့အသိစိတ်ရဲ့အဲ့ဒီနှစ်ရပ်စီပေါင်းစပ်နေသည့်အတွက်ကြောင့်ဟိုဒီကုသိုလ်ကံအကုသိုလ်ကံကုသိုလ်ကောင်းမှုမကောင်းမှုတွေကိုပြုမှုလှုပ်ရှားပြီးတော့နေကြတာအဲ့ဒါလို့သဘာဝတရားကိုကွဲပြားသိလိုက်လို့ရှိရင်လောကကြီးမှာငါလို့ပြောเสียဘာမှမရှိဘူးယုတ်နဲ့နံနှစ်ခုပေါင်းထားတာပဲရှိတယ်မှန်လားပါယုတ်ကငါလားလို့ဆိုမဟုတ်ဘူးကဲငါဆိုတာပြောင်းအောင်ဘယ်လိုစဉ်းစားကြည့်မလို့ဆိုရင်ကိုယ်ခန္ဓာကိုယ်ကအစိတ်ပိုင်းလေးတွေကိုကြည့်သဘင်ကိုငါလို့ခေါ်သလားလို့ဆိုတော့မဟုတ်ဘူးသဘင်ကသဘင်ပဲသူ့နာမည်သူရှိတာပဲသဘင်ငါမဟုတ်ဘူးသဘင်ကအမျိုးသားလားသဘင်ကအမျိုးသမီးလားလို့မေးရောဟုတ်ဘူးသဘင်ကသဘင်ပဲလေသူ့ဟာနဲ့သူပဲဒါဖြင့်ခေါင်းကငါလားလို့မေးရင်ခေါင်းကလည်းခေါင်းပဲငါမဟုတ်ဘူးလက်ကလည်းလက်ပဲငါမဟုတ်ဘူးတခုစီခွဲပြီးတော့ analyze လုပ်လိုက်တာနဲ့တပြိုင်နက်ငါဆိုတာပြောเสียရှာမတွေ့တော့မှန်လားပါဗျာထို့တူပဲကားလူတွေကကားလို့ခေါ်နေကြတယ်ကဲမေးမယ်မင်းကားဆိုတာဘာခေါ်တာတုံးလို့ဆိုရင်ထိုးပြလိုက်မင်းထိုးပြန်တာဘိန်းကြီးပဲဒါကားမှမဟုတ်ပဲဒါဘိန်းပဲဒါကကားခန္ဓာကိုယ် body ကြီးပဲဒါကားမှမဟုတ်ပဲဒါက engine ပဲကားမှမဟုတ်ပဲဆိုဟောပစ္စည်းတွေကသူ့ဟာနဲ့သူ့နာမည်နဲ့သူရှိတာအကုန်လုံးအချိုးချပေါင်းလိုက်တဲ့အခါကျတော့မှကားဆိုတာပေါ်လာဟောကားဆိုတော့ just a label ပဲ label ဖြစ်နေတာအမည်နာမလေးတက်ဆင်ထားတာလေးတစ်ခုပဲရှိတယ်တကယ်ရှာတွေ့เสียအကြောင်းမရှိလူတွေကသစ်ပင်နဲ့ပြောကြတယ်
တစ်ပင်ဆိုတာဘယ်ဟာခေါ်တာတော့တခုစီမေးကြည့်အမြစ်ကိုတစ်ပင်ခေါ်တာလားဆိုမဟုတ်ဘူးအမြစ်ကအမြစ်ပဲပင်စီကိုခေါ်တာလားမဟုတ်ဘူးအကိုင်းကိုခေါ်တာလားမဟုတ်ဘူးအခက်တွေကိုခေါ်တာလားမဟုတ်ဘူးအရွက်ခေါ်တာလားမဟုတ်ဘူးအပွင့်ခေါ်တာလားမဟုတ်ဘူးအသီးခေါ်တာလားမဟုတ်အဲ့လိုဆိုတစ်ပင်ပြောက်မသွားဘူးလားပြောက်သွားအေးခန္ဓာကိုယ်မှာလည်းပဲအဲ့ဒီလိုကိုယ့်ကိုစဉ်းစားကြည့် contemplation လုပ်ကြည့်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ငါလို့ပြောစရာတွေပျောက်သွားမှန်လားပါဗျာငါလို့ပြောစရာတွေပျောက်သွားကျန်တာတွေကသူ့ဟာနဲ့သူတွေကြည့်ပဲကြည့်နိုင်လေးတစ်ခုဆိုလဲကြည့်လိုက်လို့ရှင်ချက်နဲ့သွားပြီးတော့အချိန်တွေပြနေတဲ့နိုင်လေးဟာတစားစီဖြုတ်လိုက်မယ်ဆိုလို့ရှင်ခုနကအချိန်ကိုသူပြနိုင်သေးရဲ့လားမပြနိုင်တော့ပါဗျာကဲဘက်ထရီလေးထည့်ပြီးတော့သူ့ဟာနဲ့သူစနစ်တကျတတ်ဆင်လိုက်လို့ရှင်အိုးသူကအသက်ရှိနေတယ်လို့လှုပ်ရှားမနေဘူးလားလှုပ်ရှားနေပါတယ်ဗျာအေးလူတွေလှုပ်ရှားနေတာလဲအဲ့ဒီနိုင်လေးချက်လှုပ်ရှားနေတယ်လို့ပဲတဲ့မှန်လားပါဗျာအကြောင်းအကျိုးပေါင်းစုံထားသည့်အတွက်ကြောင့်လှုပ်ရှားသွားလာနိုင်တာဖြုတ်လိုက်ရင်တခုမှစွမ်းအားမရှိဘူးမှန်လားပါဗျာဘက်ထရီကပါဝါရှိတယ်ဆိုပေမဲ့လို့သူ့နေရာသူမတက်ဖဲနဲ့တခြားနေရာပြောင်းပြန်တက်လိုက်ရင်ရောရပါမလားမရနိုင်ပါဗျာရဘူးလက်တံလေးတွေလည်းပြောင်းပြန်တက်လိုက်မယ်ဖြုတ်လိုက်မယ်ဆိုတခုမှလှုပ်ရှားနိုင်မှာမဟုတ်ဘူးမှန်လားပါဗျာအကြောင်းအကျိုးညီညွတ်ပြီးတော့အလုံးတည်ရှိနေတဲ့အခါမှာလှုပ်ရှားနေတာလူရဲ့ခန္ဓာကိုယ်ကြီးက robot လို့ဆိုစက်ရုပ်ကြီးနဲ့အမတန်တူတယ်လို့ဒီလိုပြောအောင်မှန်လားပါဗျာစက်ရုပ်ကြီးလို့မြင်လာပြီဆိုလို့ရှိရင်စက်ရဲ့အစိတ်ပိုင်းတွေကိုမြင်လာတယ်လို့ပဲခန္ဓာကိုယ်မှာလည်းအကြမ်းမြင်အပြင်ကြည့်မယ်ဆိုရင်ကိုယ်ကာယကြီးကတစ်ခုကိုယ်ကာယကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်ကာယကြီးကဘာမှမြင်ရတာမဟုတ်ဘူးသူကဘာမှမသိရှာသိနေတာကစိတ်ကလေးကသိနေတာစိတ်ကလေးကသိတာစိတ်ကိုဖယ်လိုက်ရင်ကိုယ်ကာယကြီးဥမာပဲသေသွားတဲ့လူကိုယ်ကာယကြီးမရှိဘူးလားရှိပါစိတ်ကလေးမရှိတော့ဘူးဆို तू သိသေးရဲ့လားမသိတော့ပါဗျာသိတော့ဘူးအဲ့တော့ဒီနှစ်ခုဟာပေါင်းစပ်နေတဲ့အခါမှသာလှုပ်ရှားနေတယ်ဆိုတဲ့သဘောအမတန်မှထင်ရှားတယ်မှန်လားပါဗျာအဲ့ဒါလို့ယုံနဲ့နာနှစ်မျိုးတည်းပဲမြင်တာကိုနာမရူပနာယထာဝတတနံဒိဋ္ဌိဝိသုဒ္ဓိနာမတဲ့ယုံနဲ့နှစ်ခုခန္ဓာကိုယ်မှာဒီတဘာဝနှစ်ခုမတူညီတဲ့တဘာဝကြီးနှစ်ခုပေါင်းစပ်ထားလို့လှုပ်ရှားနေတယ်ဆိုတာသိရမယ်အဲ့ဒီတဘာဝကြီးနှစ်ခုဒီတစ်ခုနဲ့တစ်ခုသဘောချင်းမတူကြဘူးမတူတဲ့အရာနှစ်ခုပေါင်းစပ်ထားလို့လှုပ်ရှားနေတယ်ဆိုတာကိုသိရမယ်မှန်ပါပါဗျာဝိသုဒ္ဓိမေထက္ကရာကြီးမှာနာမရူပနာယထာဝတတနံဒိဋ္ဌိဝိသုဒ္ဓိနာမရူပနာနာနဲ့ယုတ်တို့ကိုနာဆိုတာအာယုန်လေးတွေကိုသိပြီးတော့အာယုန်ရှိရာကိုညွတ်သွားတဲ့သဘောမှန်လားပါဗျာအာယုန်လေးပေါ်လာလို့ရှင်ဆိုပါစို့ကိုယ်အိမ်ထဲမှာနေတာဟိုနာကဒုံးကနေကြားလိုက်ရင်စိတ်ကလေးကအဲ့ဒီရောက်မသွားဘူးလားရောက်သွားပါတယ်ဗျာအဲ့ဒါအာယုန်ရှိတဲ့ဘက်ညွတ်တာလို့ခေါ်တယ်မှန်လားပါဗျာအိမ်ထဲမှာရှေ့ကမ်းမှာဒီလိုနေနှာခေါင်းထဲမှာအနှံ့လေးရရင်အဲ့ဒီအနှံ့ဘက်စိတ်ကရောက်သွားပြန်ရောက်သွားပါတယ်ဗျာအတန်ကြားရင်အတန်ကြားတဲ့ဘက်ရောက်သွားမှန်လားပါမျက်စိထဲမှာမြင်လာရင်မြင်တဲ့ဘက်ရောက်သွားပြန်ရောဟောအာယုန်ရှိတဲ့ဘက်ကိုညွတ်သွားတာစိတ်ရုပ်ကြီးကတော့ဒီတိုင်းပဲလေမှန်လားပါဗျာရုပ်ကြီးကညွတ်တာမဟုတ်ဘူးအဲ့တော့အာယုန်ရှိတာကိုညွတ်တတ်တဲ့အတွက်ကြောင့်သူ့ကိုနာမလို့ခေါ်တယ်မြန်မာလိုတော့နံလို့ပဲပြန်လိုက်တာမှန်လားပါဗျာအာယုန်ရှိတဲ့ဘက်ကိုလှည့်သွားတယ်လို့ဆိုလို့တယ်မှန်လားပါဗျာဘယ်နေရာဘယ်အာယုန်လာသူကမျက်နှာလှည့်သွားတယ်အဲ့ဒီဘက်ကိုလှည့်နေတယ်အဲ့ဒါနာမရူပဆိုတာတော့မဟုတ်ဘူးအကြောင်းတရားတွေနဲ့တွေ့ရင်ပြောင်းလဲပြီးတော့နေတာတဲ့ဆံရအကြောင်းကြောင့်သူကတည်ငြိမ်ပြီးတော့မနေဘူးပြောင်းလဲပျက်စီးနေတဲ့သဘောတရားကြီးတဲ့မှန်လားပါဗျာလင်းမြန်လဲပြောင်းတယ်ဖြည်းဖြည်းနေလဲပြောင်းတယ်ရုပ်တရားဆိုတာချိန်ချင်းဖြစ်နေတာအမြဲတမ်းကြည့်လေကိုယ်ခန္ဓာကိုယ်မှာခြင်ကလေးကြိုက်သွားလို့ရှင်အဲ့ဒီနေရာလေးကပြောင်းမသွားဘူးလားပြောင်းသွားပါတယ်ဗျာအဖီးကလေးနဲ့အနီကလေးဖြစ်လာတယ်ဟောပြောင်းဒါပြောင်းလဲသွားတဲ့သဘောလေးပဲမှန်လားပါဗျာအေးတဲ့ထွက်လိုက်ရင်တစ်မျိုးအပူနဲ့တွေ့တဲ့အခါတစ်မျိုး
စိတ်ဆိုးတဲ့အခါမျက်နှာလေးတွေနီးလာတဲ့အခါဟောပြောင်းသွားတာပဲဒါလေမှန်လားပါဗျာအဲ့ဒါလို့ထင်ထင်ရှားရှားပြောင်းလဲမှုတွေဖြစ်အသက်အရွယ်ကြီးလာလို့ရှိရင်ခေါင်းပေါ်ကသပင်လေးတွေဖြူသွားဒါလည်းပြောင်းတာပဲသွားလေးတွေကလည်းတစ်ချောင်းပြီးတစ်ချောင်းထွက်သွားနော်သွားဆိုင်သွားဆိုင်လေတစ်ချောင်းဆိုင်လေမနိုင်နောက်တစ်ချောင်းဆိုင်နောက်တစ်ချောင်းဆိုင်ကြာတော့အင်္ဂါကြီးဖြစ်သွားတယ်သပင်လည်းဆေးဆိုးဘလို့ပဲဆိုးနေအပေါ်အဆိုးအောက်ကဖြူလိုက်လာပြန်တာမှန်လားပါဗျာဟိုပြောင်းနေတဲ့သဘောဟာရုပ်ပဲနော်မှန်လားပါဒါကြောင့်မို့ရူပဆိုတာမြတ်စွာဘုရားကရူပဆိုတာပြောင်းတဲ့သဘောကိုပြောတာတဲ့ခိစ္စနိယတုတ်ဆိုတာတန်ရုပ်ထဲမှာရှိတယ်အဲ့ဒီခိစ္စနိယတုတ်ထဲမှာမြတ်စွာဘုရားကရုပ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားကိစ္စဘိက္ခဝေရူပံဝတိထဘိက္ခဝေခြေသားယံတို့ကိစ္စအဘဲ့အကြောင်းကြောင့်လင်ရူပံရုပ်ဟူ၍ဟောစတိဆိုရပါဝတိထဆိုကြပါသနည်းရုပ်ခန္ဓာကြီးလို့ပြောကြတယ်ဘာကြောင့်ပြောတာတော့တဲ့ရုပ်ပတိတိခောဘိက္ခဝေတတ္တမရူပံဒီဟောစတိဘိက္ခဝေခြေသားယံတို့ရုပ်ပတိပြောင်းလဲသွားတတ်၏ဣတိတတ္တမအထို့ကြောင့်ရူပံဒီရူပံဟူ၍ဟောစတိခေါ်ဆိုအပ်ပါပေတော့ပြောင်းတတ်လို့ရုပ်လို့ခေါ်တာတဲ့ဒါဖြင့်ပြောင်းတတ်တာသူ့ဘာသူပြောင်းတာလားမဟုတ်ဘူးအကြောင်းတရားတွေကြောင့်ပြောင်းတာသီတေနာပိရုပ်ပတိအေးနဲ့တွေ့ရင်တစ်မျိုးဖြစ်တယ်အုံနေနာပိရုပ်ပတိအပူနဲ့တွေ့တဲ့အခါတစ်မျိုးဖြစ်တယ်ဇိကိသာယပိရုပ်ပတိထမင်းစားတဲ့အခါမှာတစ်မျိုးဖြစ်တယ်ပိပတာယပိရုပ်ပတိရေငတ်တဲ့အခါမှာတစ်မျိုးပြောင်းတယ်ပြောင်းတာသူဟာပြောင်းလဲတာဒန္တမဂဇဝါဒတဘာသရိတပတံဖတေနပိရုပ်ပတိချင်းကိုက်ရင်လဲပြောင်းတယ်ဟောဒန္တမဲ့တို့ချင်းတို့လေဘူးတို့နေဘူးတို့ကြောင့်လဲဟောပြောင်းသွားတယ်ရုပ်မှန်ပါပါဗျာအဲ့ဒါလို့ပြောင်းတတ်လို့ရုပ်လို့ခေါ်တာပါတဲ့ထင်ထင်ရှားရှားပြောင်းတဲ့အပြောင်းမျိုးမြတ်စွာဘုရားတယ်လို့ဟောတာအဲ့တော့ဒီတဘာဝတရားဟာရုပ်ဟာတေချာစဉ်းစားကြည့်လို့ရှိရင်သူ့ဘာသူဖြစ်နေတဲ့တဘာဝတရားကြီးကိုငါလို့ပြောရအောင်ကငါပိုင်ရလားလို့မေးတော့ဘာမှမပိုင်ဘူးကိုပိုင်လို့ရှိရင်ကိုအမိန့်တိုင်းနေမှာပေါ့ဗျာပါမဲမပိုင်ငါသပင်လေးတွေမဖြူစေနဲ့ဆိုလို့ရအောင်မရပါဗျာရဘူးဆေးဆိုးလည်းဖြူမှာပဲသူကသွားလေးတွေပါဇက်ထဲကကျွတ်မသွားပါစေနဲ့ပြောရမလားမရပါဗျာသူ့အကြောင်းနဲ့သူကထာဝရပြောင်းနေတဲ့သဘောတွေဒါကိုရူပလို့ခေါ်တာအဲ့တော့ရူပဟာငါလည်းမဟုတ်ဘူးတကယ်ကြတော့ကိုပိုင်တဲ့အရာလည်းမဟုတ်ကိုလည်းမဟုတ်မှန်လားပါဗျာလူတွေကထင်နေတာငါပိုင်တယ်ငါရုပ်ငါမျက်စိကဲလူတွေကငါမျက်စိနဲ့ပြောရင်ကနေမှုံလာလိုက်တာလေနောက်ဆုံးကြတော့မျက်စိအထူးကူဆရာဝန်နဲ့သွားပြနောက်ဆုံးကြတော့မမြင်ရတဲ့အဆင့်ရောက်တဲ့လူလည်းရောက်သွားတာဘယ်အရာမှကံကဆုံးဖြတ်ပေးထားတဲ့အတိုင်းလက်ရှိဖြစ်တဲ့အကြောင်းတရားတွေကဆုံးဖြတ်ပေးထားသည့်အတိုင်းကံတရားတွေအကြောင်းတရားတွေပေါ်မှာတီးပြီးတော့တချို့ပုဂ္ဂိုလ်ကငယ်ငယ်ရွယ်ရွယ်နဲ့မျက်စိမှုံနေတချို့ပုဂ္ဂိုလ်တွေကဟုတ်လားအသက်ကြီးမှမျက်စိမှုံနေတချို့ပုဂ္ဂိုလ်ကျတော့အသက်80 90နေရတော့လည်းမျက်စိမမှုံဘူးဘသူကလုံတာတော့ဆိုတော့အကြောင်းတရားတွေကလုံနေတာပဲကိုယ်ပိုင်လို့လားမပိုင်ပါဗျာကိုယ့်ရဲ့ဆန္ဒအတိုင်းဖြစ်တာရှိရလားရှိပါဗျာကိုယ်ဆန္ဒအတိုင်းဖြစ်မယ်ဆိုလို့ရှိရင်တော့လူတွေဟာနော်အလွန်ပြောစရာကောင်းမှာပေါ့လောကကြီးဟာကိုယ်အကြိုက်တိုင်းဖြစ်နေမယ်ဆိုကိုယ်အကြိုက်နဲ့ဆန့်ကျင်ဘက်တည်းကြီးပဲဖြစ်တာမှန်လားပါဗျာအဲ့ဒါလို့ရုပ်တဘာဝတရားကြီးတွေကိုမြင်အောင်ကြည့်တယ်နာမ်တဘာဝတရားတွေကိုမြင်အောင်ကြည့်တယ်တို့ရဲ့တဏ္ဍာဟာယုံနဲ့နာကလွဲလို့ဘာမှမရှိဘူးလို့သိတာဒိဋ္ဌိဝိတ္တုတဲ့မှားယွင်းတဲ့အမြင်ကြီးကလွတ်ကင်းသွားတယ်လို့ပြောတာနော်မှန်လားပါဗျာအယူဟာစင်ကြယ်သွားပြီနာမရူပနာယထာဝဒတနံဒိဋ္ဌိဝိတ္တုနာမရူပနာနာနဲ့ရုပ်တို့ကိုဝါကိုကာယနဲ့စိတ်တို့ကိုယထာဝဒတနံသူတဘာဝအတိုင်းဟ
ဟုတ်တိုင်းမှန်စွာမြင်တဲ့အသိဉာဏ်ဟာဒိဋ္ဌိဝိသုဒ္ဓိနာမစင်ကြယ်တဲ့အမြင်ဉာဏ်ရဲ့လို့ဩစတိကောင်းစွာမသွေခေါ်ဆိုအပ်ပါဝေတော့တည်းသာဓုသာဓုသာဓုအဲ့ဒါဒိဋ္ဌိဝိသုဒ္ဓိဖြစ်တာပဲရုပ်ကိုမြင်အောင်ကြည့်မယ်နာမ်ကိုမြင်အောင်ကြည့်မယ်ရုပ်နဲ့နာမ်ကွဲသွားပြီလို့ဆိုတာနာမရူပပြိစေတာမှန်လားပါဗျာငါဆိုတာမရှိဘူးရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်ထားတယ်ရုပ်ရဲ့သဘောကိုတွေ့တယ်နာမ်ရဲ့သဘောကိုတွေ့တယ်ကဲရဲ့ရုပ်ရဲ့သဘောလေးကိုရှာကြည့်အောင်စာတဲ့ကဟာကိုမကြည့်နဲ့ကိုယ်ခန္ဓာကိုယ်ပဲကြည့်ရုပ်ရဲ့သဘောလေးတွေမှာစာပေနဲ့ပြောမယ်ဆိုလို့ရှိရင်ဓာတ်ကြီး၄ပါးလို့ပြောကြတယ်မှန်လားပါဗျာပထဝီတဲ့အာဘောတဲ့တေဇောတဲ့ဝါယောတဲ့နော်မှန်လားပါဗျာပထဝီဆိုတာမြေဓာတ်ပေါ့မြေဆိုတာအရာအလုံးကိုထမ်းဆောင်ထားတဲ့အရာပေါ့ခံထားတဲ့အရာကြီးပေါ့ရေဆိုတာပျော်ဝင်းနေတဲ့သဘောသို့မဟုတ်စုစည်းတဲ့သဘောလေးဆိုတာတွန်းကန်လှုပ်ရှားတဲ့သဘောမိဆိုတာရင့်ကျက်မာကျောစေတဲ့သဘောဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ကိုကဲစမ်းကြည့်လိုက်တဲ့အခါမှာခေါင်းစမ်းကြည့်လိုက်တဲ့အခါကျတော့မာမာကြီးမတွေ့ဘူးလားတွေ့ပါရဲ့ဗျာမာမာကြီးတွေ့ရင်လည်းခေါင်းကြီးတွေ့တယ်လို့ပဲဒီလိုပြောမှာပဲအရာပြောရင်တကယ်တွေ့တာအဲ့ဒါပထဝီကိုတွေ့တာမှန်လားပါဗျာမာတဲ့သဘောကြီးကိုတွေ့နေတာမှန်လားပါဗျာအဲ့ဒီမာတဲ့သဘောကြီးကသူ့မှာအကြောင်းတွေရှိတယ်ဘာအကြောင်းတွေကြောင့်ဖြစ်တာလဲဆိုကံဆိုတဲ့အကြောင်းတရားရှိတယ်စိတ်ဆိုတဲ့အကြောင်းတရားရှိတယ်ဥတုဆိုတဲ့အကြောင်းတရားရှိတယ်အာရဆိုတဲ့အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတွေဖယ်လိုက်လို့ရှိရင်ဒါကြီးရပ်တည်နိုင်စွမ်းမရှိဘူးမှန်လားပါဗျာသူ့ဆိုင်ရာအကြောင်းတရားတွေကြောင့်သူကဖြစ်နေတာဟောမာတဲ့သဘောလက်မောင်းတွေပါစမ်းလိုက်တဲ့အခါပြော့တဲ့သဘောအဲ့ဒီမာတဲ့ပြော့တဲ့သဘောတွေဟာပထဝီဓာတ်ရဲ့သဘာဝတွေပဲတဲ့အာဘောဆိုတာကြည့်အာဘောဆိုတာစုစည်းတဲ့သဘောနဲ့ပျော်ဝင်တဲ့သဘောနှစ်မျိုးရှိတယ်ဒီရေကိုပြောတာမဟုတ်ဘူးနော်မှန်လားပါဗျာအရာဝတ္ထုတွေတစ်ခုပျော်ဝင်သွားတယ်စီးဝင်သွားတယ်အဲ့ဒါလဲအာဘောပဲအလုံးကိုစုစည်းပေးတာလဲအာဘောပဲမုံလုပ်တဲ့အခါမှာစဉ်းစားကြည့်ဖို့ပေါမုံဖုတ်တဲ့လူတွေဟာပေါမုံကငကိုယ်တော့အတုံးခဲကြီးဟုတ်ကလားဟုတ်ပါဗျာဂျုံမှုတ်နေပါလားမှန်လားပါဗျာအဲ့ဒီအမှုတ်နေကိုအခဲဖြစ်တော့ဘာနဲ့စုစည်းရတာရေနဲ့စုစည်းဟောရေကအမှုတ်လေးတွေကိုအကုန်လုံးပေါင်းတော့အောင်တစ်လုံးတစ်ခဲတည်းဖြစ်အောင်သူစုစည်းတာဒါအာဘောမှန်လားပါဗျာစုစည်းပေးလိုက်တာအာဘောအမှုန်လေးတွေတစ်ခုစီလွင့်မသွားအောင်သူစုစည်းပေးလိုက်တာအဲ့တော့ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးတဲ့ကြည်အသားဆိုင်ကြီးတွေဘာကြီးတွေအယိုးကြီးတွေပြန့်ကျဲပြီးတော့အမှုန်တွေမဖြစ်အောင်ငါကတော့အမှုန်ကြီးတွေပဲအဲ့ဒီအမှုန်တွေကိုစုစည်းထားတဲ့အခါကျတော့ခေါင်းပုံစံတို့လက်ပုံစံတို့နှရွက်ပုံစံတို့ဖြစ်မနေဘူးလားပုံစံအမျိုးမျိုးနဲ့မှန်လားပါအဲ့ဒါအာဘောကစုစည်းထားလို့ဒီလိုပုံစံကြီးတွေပေါ်နေတာမှန်လားပါဗျာအာဘောမရှိဘူးဆိုရင်အမှုန်ကလေးတွေအကုန်ဖြစ်သွားမှာနော်မှန်လားပါဗျာစုစည်းထားတဲ့အခါကျတော့နှရွက်တို့နှာခေါင်းတို့လက်တို့ခြေတို့ဆိုတဲ့ပုံစံကြီးတွေပေါ်လာတယ်သပင်ဆိုလဲရှည်ရှည်မျောမျောလေးတွေဟောလားပုံစံမျိုးစုံနဲ့သူကစုစည်းပေးတာမျက်စိလဲစရာကြီးပေါ့မှန်လားပါဗျာအဲ့ဒါအာဘောတေဇောရဲ့သဘောကစုစည်းပြီးသားခုနကပထဝီတို့အာဘောတို့ကိုသူကရင့်ကျက်လာအောင်လုပ်တယ်မာကျောလာအောင်လုပ်တယ်ခုနကဒီဂျုံမှုန့်တွေကိုရေနဲ့အချိုးကျထည့်ပြီးတော့အတုံးလုပ်ပြီးတဲ့အခါကျတော့မိဖို့ထဲမှာထည့်ဖုတ်လိုက်အခါဒီကောင်ကြီးကပိုးမာလာတာပေါ့မှန်လားပါဗျာအဲ့တော့တေဇဲရဲ့သဘောအခုလိုမာကျောလာစေတတ်တဲ့သဘောဖြစ်တယ်ထို့တူပဲကြည့်လိုက်မယ်ဆိုရင်နောက်တစ်ခုဝါယောရဲ့သဘောကဘာလို့ဆိုဒါတွေအကုန်လုံးစုပြီးတော့တွန်းကန်ထားတယ်ဆွဲစုထားတယ်ဒီလိုဖြစ်တာလဲဝါယောရဲ့သဘောပဲဝါယောမပါလို့ရှင်ဒါတွေဒီလိုတည်နိုင်မှာမဟုတ်ဘူးမှန်လားပါဗျာအကြမ်းမြင်အားဖြင့်ဘုန်းကြီးတို့တွေပြောမယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာကြည်အသားဆိုင်နေအယိုးတွေရှိတယ်အဲ့ဒါတွေကတစုနော်မှန်
လားပါဗျာအယိုးတွေရဲ့အသားတွေရဲ့အကြောတွေရဲ့အတုံးခဲမှန်သမျှတစုအဲ့ဒါကပထဝီအစုလို့မှတ်မာကြောတဲ့သဘောတွေအစုအဲ့ဒါကိုတစုထားလိုက်နောက်ကအရေးကတစုထားလိုက်သွေးတွေကအရေးတွေးတွေကအရေးနော်နှက်တို့ဘာတို့ကျင်ငယ်တို့ကအရေးဟောအဲ့ဒါတွေကခန္ဓာကိုယ်တွေကအစုတစ်ခုမှန်လားပါဗျာနောက်ခန္ဓာကိုယ်ထဲမှာစားလိုက်သမျှဟာတွေကကျဉ်ညက်ပြီးတော့သွားတယ်အပူဓာတ်ပေးထားတာဆိုပါစို့ထမင်းချက်တဲ့အခါမှာဒီတိုင်းရေအေးနဲ့လေနဲ့ချက်လို့ရလားမရပါဗျာမီးနဲ့ချက်တာနော်မှန်လားပါဗျာမချက်ခင်တော့ဆန်ကအမာကြီးဟောရေနဲ့မီးနဲ့တပြေးတွေ့တဲ့အခါကျဆန်လေးကပြော့ပြီးနူးနတ်သွားတယ်မှန်လားပါဗျာစားလိုက်တဲ့ဗိုက်ထဲရောက်သွားတယ်အစာအိမ်ထဲရောက်သွားတဲ့အစာတွေဟာလည်းခုနတေဇောကနေပြီးတော့အပူပေးပြီးတော့ချက်လိုက်တာချီညဲလို့နော်တွိုင်းလက်ထဲရောက်တဲ့အခါကျကွဲတော့မကွဲတော့ချီဒါကထမင်းလားဒါကဟင်းလားဆိုတာမရှိတော့အဲ့ကြတော့တမျိုးတည်းဖြစ်သွားပြီလေမှန်လားပါဗျာမုံဆိုတာလည်းမကွဲတော့ဘူးဟုတ်ကလားမှန်လားပါဗျာစားသမျှတွေကအကုန်လုံးတမျိုးတည်းဖြစ်သွားကြည်ညက်ပြီးတော့သွားတာဒါဘယ်သူကလှုပ်တာတော့ဆိုတေဇောကလှုပ်တာခန္ဓာကိုယ်မှန်လားပါဗျာအေးအသက်ရှူနေတဲ့လေတွေတို့သွေးတွေကိုလက်ပတ်အောင်လို့လက်ပတ်နေတာတွေတို့လှုပ်ရှားသွားလာလို့ရအောင်လုပ်နေတာတွေဒါတွေကဝါယောလို့ပြောတာနော်အကြည့်လိုက်လို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဟာပထဝီဆိုတာလဲသူ့တဘာဝအတိုင်းပဲသူ့အကြောင်းနဲ့သူဖြစ်နေတာအာဘောကလည်းသူ့အကြောင်းနဲ့သူဖြစ်နေတာတေဇောကလည်းသူ့အကြောင်းနဲ့သူဖြစ်နေတာဝါယောဆိုတာလည်းသူ့အကြောင်းနဲ့သူဖြစ်တာငါလို့ပြောစရာတခုမှမရှိဘူးမှန်လားပါဗျာအာကိုးစရာရောရှိရလားဆိုမရှိဘူးသူဖြစ်ချိန်တန်ရင်ဖြစ်ပြီးတော့ပြက်ချိန်တန်ရင်ပြက်သွားမှာကိုယ်မှဘာမှဂရန်တီမရှိဘူးအာကိုးလို့မရဘူးမှန်လားပါဗျာခန္ဓာကိုယ်ကြီးဟာကြီးအနေထားကလေမှန်လားပါဗျာကိုယ်ပိုင်နေဆိုရင်ဘာမှမဖြစ်စေနဲ့ပေါ့ဗျာဒါကြောင့်မို့မြတ်စွာဘုရားကအနတ္တရဲ့သဘောကိုအဲ့ဒါလို့ဟောထားတာဧဝံမေရူပံဟောတုဧဝံမေရူပံမဟောတိငါသဘောကြတိုင်းဒီတိုင်းဖြစ်ဟိုတိုင်းမဖြစ်ပါစေနဲ့လို့ရမလားတဲ့မရဘူးမရပါဗျာမရသည့်အတွက်ကြောင့်အနတ္တလို့ပြောတာနော်မှန်လားပါဗျာအနတ္တဆိုတာအတ္တမဟုတ်ဘူးကိုယ်ပိုင်တဲ့ဟာမဟုတ်ဘူးကိုယ်ဟာမဟုတ်ဘူးကိုယ်လည်းမဟုတ်ဘူးသူ့တဘာဝအတိုင်းဖြစ်နေဆိုပါစို့လမ်းဘေးပေါက်နေတဲ့တစ်ပင်ကြီးဟာတစ်ပင်ကြီးကိုကြည့်ပြီးတော့ငါလို့ဘယ်သူမှမတွေးပါဘူးအဲ့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်ကလည်းတစ်ပင်ကြီးလိုပဲဘာမှမထူးတစ်ပင်ကြီးဟာသူ့ဆိုင်ရာအကြောင်းတရားကြောင့်လမ်းဘေးမှာဒီတိုင်းတည်နေတာမြေနဲ့ရေနဲ့ဟောတစ်ပင်ကြီးကအပူငွေ့တွေနဲ့ဒီလိုတည်နေတာဒီအကြောင်းတရားတွေအကုန်လုံးပျက်စီးသွားပြီဆိုရင်တစ်ပင်ကြီးဘုံဘုံလဲသွားမှာပဲမှန်လားပါထို့တူပဲကိုယ်ခန္ဓာကိုယ်ကိုယ်ဘဝကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်ရင်လေသူ့ဆိုင်ရာအကြောင်းတရားတွေကံဆိုတာရှိတယ်ကံရှိနေရင်ကံကထောက်ပံ့နေဦးမယ်စိတ်ရှိရင်စိတ်ကနေထောက်ပံ့နေဦးမယ်ဥဒုရှိရင်ဥဒုကထောက်ပံ့နေဦးမယ်အာဟာရရှိရင်အာဟာရကထောက်ပံ့နေဦးမယ်နောက်တော့ကံတွေကလည်းအနာယူသွားတယ်စိတ်ကလည်းအနာယူသွားတယ်အာဟာရကလည်းအနာယူသွားတယ်မစားရဘူးဆိုတော့နောက်ဆုံးတော့ဘာကြံတော့ဆိုရင်ဥရုကြံတော့ရေဝေရောက်သွားတာပေါ့ဗျာဒါပဲပေါ့မှန်ပါဗျာတဘောဒါပဲလေကိုပိုင်တာတခုမှမရှိဘူးလေကျန်တဲ့အကြောင်းတရားတွေအနာယူသွားတာနဲ့တပြိုင်တည်းဘာမှမရှိတော့မှန်ပါဗျာနောက်ဆုံးရေဝေပဲအဲ့ဒါပဲဒါသေချာဆုံးဟာတခုမှန်ပါအဲ့ဒါလို့မြင်နေပြီဆိုလို့ရှိရင်ကဲရုပ်နဲ့နာမ်တဘာဝကိုမြင်လို့ရှိရင်ငါလို့တတ္တဝါလို့ပုဂ္ဂိုလ်လို့ဒီလိုမြင်စရာအကြောင်းဘာတစ်ခုမှမရှိတော့အဲ့ဒါလို့ရှင်းရှင်းလင်းလင်းမြင်တဲ့ဟာတတ္တဝါလို့ကဘာကဘေကနေတန်တရားမှာထင်းလာတဲ့အထင်မှားနေတဲ့ round view ကြီးဟာပျောက်မသွားဘူးလားပျောက်သွားပါတယ်round view ဆိုတာအဲ့ဒါပြောတာအဲ့ဒီ round view ကြီးဟာပျောက်သွားတာငါလို့ရင်ဖြစ်တယ်ငါဟာငါပိုင်တယ်လို့ထင်နေတဲ့အထင်တွေကလည်းအလုံးပါစင်အောင်လွဲသွားတယ်မှန်လားပါဗျာတခုမှမဖြစ်ဘူးဆိုတာဟာထင်ရှားသွားတယ်အဲ့တော့ကိုထင်းလာတာတွေတခုမှမဟုတ်သည့်အတွက်ကြောင့်ထင်းလာတယ်မြင်လာတယ်ဆိုတဲ့အရာတွေဟာအလုံးကအမှားတွေကြီးပဲအဲ့ဒီအမှားတွေစင်ကြယ်သွားတာကိုဒိဋ္ဌိဝိတ္တုလို့ခေါ်တာပေါ့မှန်လားပါဗျာဒိဋ္ဌိဝိတ္တုလို့ခေါ်တာ
နာမရူပနာယထာဝတတနံဒိဋ္ဌိဝိသုဒ္ဓိနာမရူပနာယုတ်နံနှမျိုးတို့ကိုလူရရဲ့တဏ္ဍာမှာယုတ်နဲ့နံကလွဲလို့ဘာမှမရှိပါမိုင်းနဲ့ဘောဒီယထာဝတတနံဟုတ်တိုင်းမှန်စွာသူ့တဘာဝအတိုင်းမြင်တတ်တဲ့အတိညာဟာဒိဋ္ဌိဝိသုဒ္ဓိနာမမှားယွင်းတဲ့အမြင်တရားစင်ကြယ်သွားတာဖြစ်သောကြောင့်ဒိဋ္ဌိဝိသုဒ္ဓိမြေပါပေတော့ဤဟု၍အဝေါဆုံးကောင်းစွာမသွေမိတ်ဆိုတော်မူခဲ့ကြပါပေကုန်တည်းသာဓုသာဓုသာဓုဒါယုံနဲ့နံနဲ့ကွဲအောင်ချိတဲ့ဤနော်မှန်လားပါဗျာအဲ့ဒီယုံနဲ့နံနဲ့ကွဲအောင်ချိပြီးတဲ့အခါကျတော့ဒီယုတ်ထဲမှာနံတွေကရှိနေတာလားနံထဲမှာယုတ်တွေကရှိနေတာလားလို့ပြောရင်မရှိဘူးယုတ်ကလည်းနံကိုမမြင်ဘူးနံကလည်းယုတ်ကိုမမြင်ဘူးနှစ်ခုပေါင်းလို့ဆိုပါစို့ကဲနာယီလက်တံလေးကနေပြီးတော့သူကကနန်းကလေးတွေကိုပြတယ်လက်တံရှည်ကတစ်မျိုးပြတယ်လက်တံတိုကတစ်မျိုးပြတယ်အဲ့ဒီလက်တံကလေးတွေကငါ9နာရီခွဲအချိန်10နာရီခွဲအချိန်ငါပြနေတာပါလားလို့သိရလားသူတို့မသိပါဗျာငါလက်တံလေးဟာအခုရှစ်ခဏန်းပေါ်ရောက်နေပါလားလို့သိလားမသိနိုင်ပါမသိဘူးအဲ့ဒါလိုပဲလူရဲ့ရုပ်မှာဘာမှမသိဘူးဘာမှမသိဘူးမှန်လားပါဗျာဆိုပါစို့ဘုန်းကြီးတို့တွေစဉ်းစားကြည့်အိယာပေါ်လှဲ့အိတ်နေတဲ့အခါကျတော့ contemplation လုပ်เสียဒါလည်းကပ္ပထမ်းပဲအိယာပေါ်လှဲ့အိတ်ရင်ကနေပြီးတော့စဉ်းစားကြည့်အိယာကြီးကငါပေါ်မှာဒီလူလှဲ့အိတ်နေပါလားလို့အိယာကသိရလားမသိပါဗျာမသိဘူးလူခန္ဓာကိုယ်ကြီးကလည်းငါအိယာပေါ်လှဲနေတာပါလားလို့ तू သိရလားမသိပါဗျာသိတာကနံလေးကသိနေတာမှန်လားပါဗျာနံကလေးမရှိဘူးဆိုရင်ဘယ်သူမှမသိတော့ဘူးနံကသိနေတာအဲ့တော့တဘာဝနှစ်ခုမတူဘူးဆိုတာကိုထင်ရှားတယ်နော်မှန်လားပါဗျာမသိကြဘူးအဲ့တော့မသိတဲ့အရာနှစ်ခုပေါင်းဆက်ပြီးတော့လှုပ်ရှားနေတာလို့ဒီလိုတွေ့ရအဲ့တော့နံတရားတွေဟာဘုန်းကြီးတို့တွေစဉ်းစားကြည့်မယ်ဆိုရင်မင်းစိတ်တွေဘယ်မှာရှိတာတော့ငါပိုက်ထဲမှာရှိတာပေါ့ကွာလို့ပြောကောင်းပြောကြလိမ့်မယ်ရှိမရှိဘုန်းကြီးတို့စမ်းသပ်ကြည့်နော်စိတ်တွေဟာနံရုပ်ထဲမှာတကယ်ရှိနေတာဟုတ်ကလားလို့ဆိုတာကိုကဲဥပမာလေးတစ်ခုနဲ့ကြည့်အောင်ပီယာနိုတီးတဲ့လူတွေပေါ့ပီယာနိုထဲမှာသချင်းတန်တွေစတိုလုပ်ထားသလားလုပ်ထားပါဗျာဒါပေမဲ့တီးမယ်ဆိုရင်သချင်းတန်အမျိုးမျိုးထွက်နိုင်တယ်မဟုတ်လားတီးတဲ့ပုဂ္ဂိုလ်ကတီးတဲ့အတိုင်းသချင်းမျိုးစုံတီးလို့ရတယ်နော်မှန်ပါဗျာအဲ့ဒါတွေကဒီခလုတ်ထဲမှာအဲ့ဒီဟာတွေရှိနေလားမရှိပါဗျာမရှိဘူးမရှိဘဲနဲ့ဘယ်ကရောက်လာအကြောင်းစုံလို့ရောက်တာနော်မှန်ပါဗျာတီးတဲ့လူနဲ့သူအကြောင်းတရားစုံပြီးလို့ရောက်တာမှန်ပါဗျာအဲ့ဒီသဘောတိုင်းပဲဒီအတန်လေးကဒီထဲမှာရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့ရှိနိုင်တဲ့အနေထားသာရှိတယ်ရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုဟေတုံပဋိစ္စတံဘူတာတဲ့အကြောင်းတရားတွေကြောင့်ဖြစ်လာတာမှန်ပါဗျာဟေတုဘင်္ဂာနေရုစတိအကြောင်းတွေပြတ်သွားရင်သူတို့ပြတ်သွားရောမှန်ပါဗျာအဲ့ဒီသဘောကိုသိချစဉ်းစားကြည့်ဒါကြောင့်မို့ကဲစိတ်နဲ့ရုပ်ကလေးဖြစ်လာပုံကိုကြည့်အောင်ဒါစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တရားကမြတ်စွာဘုရားကလက်တွေ့သိနိုင်တဲ့တရားတွေကိုဟောတာဖြစ်သောကြောင့်လူတွေကတတိမမူမိတာကများပါတယ်လက်လန်းမမိတာမဟုတ်ဘူးလက်လန်းမိတယ်ကဲဘုန်းကြီးတို့တွေမျက်လုံးလေးဖွင့်လိုက်တာနဲ့တပြိုင်နက်မြင်စရာအာယုန်တွေကိုမမြင်ဘူးလားမြင်ပါတယ်ဗျာမြင်တဲ့အခါကျတော့မြင်တာကိုသိတဲ့စိတ်ကလေးရောမလာဘူးလားလာပါတယ်ဗျာလာတယ်ကြည့်မြတ်စွာဘုရားကသုတ်တန်နေမှာသက္ခုဇပတိဇရူပေဇဥပ္ပိဇတိသက္ခုဝိညာဏံကိုမျက်လုံးလေးပဲကိုပြန်ကြည့်နော်မှန်ပါပါဗျာသက္ခုဇမျက်စိလို့ဆိုရဲသက္ခုပတ္တာရအကို၎င်းရူပေဇမျက်စိဖြင့်မြင်ရတဲ့အဆင်းအာယုန်တို့ကို၎င်းပဋိစ္စအစွဲပြု၍
စက္ခုဝိညာဏမြင်သည့်စိတ်ကလေးသည်ဥပ္ပစ္စတိဖြစ်ပေါ်၍လာရ၏တဲ့ဟောမြတ်စွာဘုရားဟောတာဒါလေးကဖြစ်လာတာတဲ့ရှိနေတာမဟုတ်ဘူးလို့ဆိုလို့တယ်မှန်လားပါဗျာဥပမာပဲဘာနဲ့တူတုံးဆိုရင်စီကလေးကိုဒုံးနဲ့ရိုက်လိုက်တဲ့အခါစီသံထွက်လာသလိုပဲစောင်းကလေးကိုလက်ကလေးနဲ့တီးလိုက်တဲ့အခါစောင်းကြိုးတဲ့ကအတန်လေးထွက်လာသလိုပဲတဲ့မှန်လားပါဗျာမိချစ်ဖူးလေးကိုကောက်ပြီးတော့ချစ်လိုက်တဲ့အခါမိကလေးပေါ်လာသလိုပဲတဲ့ဟောအကြောင်းကိုဆွဲပြုတ်ပြီးတော့ဖြစ်တဲ့သဘောနော်မှန်လားပါဗျာမျက်စိနဲ့အစင်းအာယုံဆုံလိုက်တာတိုက်ခိုက်မှုတစ်ခုပဲမှန်လားပါဗျာတိုက်ခိုက်လိုက်တဲ့အခါကျတော့မီးပွင့်သွားသလိုပဲအာယုံတစ်ခုပွင့်လာတာစိတ်ဓာတ်ပွင့်လာတာအဲ့ချက်မှာပေါ်လာဆိုတော့နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်မိုးချိန်တဲ့အခါမှာလျှက်စီးလက်ထားတွေပါမြင်မှုကြလိုက်အဲ့ဒီမှာအပေါ်မှာဓာတ်နှစ်ခုတိုက်လိုက်တဲ့အခါကျတော့လျှက်စီးတွေပေါ်လာတာမှန်လားပါဗျာအဲ့ဒီလျှက်စီးတွေကအဲ့ဒီဓာတ်ထဲမှာရှိနေတာတော့မဟုတ်ဘူးသို့မဟုတ်တိုက်လို့ပေါ်လာမှန်လားပါဗျာအကြောင်းဆုံးလို့ပေါ်လာတယ်လို့ထို့တူပဲမျက်စိထဲမှာမြင်သိစိတ်ကလေးကငကောကရှိနေတာမဟုတ်ဘူးရူပယုံလေးနဲ့မျက်စိကလေးနဲ့ဆုံလိုက်တဲ့အခါမှာဓာတ်နဲ့ဆိုပေါ်လာလိုက်တာသူကဟောမှန်လားပါဗျာအဲ့ဒါကိုမြတ်စွာဘုရားကသက္ခုဇပတိစ္ဆရူပိစ္ဆဥပ္ပဇ္ဇတိသက္ခုဝိညာဏံဒိဋ္ဌံသင်္ကတိဖတ်သောသက္ခုဝိညာဉ်လေးပေါ်လာတဲ့အခါအာယုန်နဲ့ဆက်သွယ်မှုလေးဖြစ်သွားတယ်ဖတ်တာပစ္စယဝေဒနာအတွေ့အကြုံလေးတစ်ခုရသွားတယ်အတွေ့အကြုံရလို့ရှိရင်ဝေဒနာပစ္စယတဏှာတဲ့ဒီအတွေ့အကြုံလေးကသဘောကျသွားရင်နောက်တစ်ခါလိုချင်လာပြန်ဟောမှန်လားပါဗျာဝေဒနာပစ္စယတဏှာပဋိစ္စသမုပ္ပါမှာအကြောင်းကျိုးတွေကအဲ့ဒါလို့ဆက်သွားတာနော်မှန်လားပါဗျာအဲ့တော့အဲ့ဒီထဲမှာမျက်စိဆိုတဲ့အဆင်းအာယုံလေးရဲ့မျက်စိဆိုတဲ့သက္ခုပ္ပဒါရာလေးရဲ့မျက်စိနဲ့မျက်စိပေါ်မှာလာပြီးတော့ထင်ဟပ်ပေါ်လွင်တဲ့အဆင်းအာယုံလေးရဲ့အဲ့ဒီနှစ်ခုဆုံစည်းလိုက်လို့ပေါ်လာတဲ့သက္ခုဝိညာဉ်စိတ်လေးရဲ့ကြည့်လိုက်မယ်ဆိုရင်မျက်စိဆိုတာရုပ်တရားမှန်လားပါဗျာသူကဘာမှမမြင်ဘူးသူ့ထဲမှာအယိတ်ထင်တာပဲရှိတယ်သူမမြင်ဘူးဆိုတာဘာကြောင့်သိနိုင်လို့ဆိုရင်သူကမှန်လို့ပဲဘာမှမဟုတ်မှန်ရှိလူသွားရရင်မှန်ထဲမှာအယိတ်ထင်မှာပေါ့မှန်လားပါဗျာဒါတော့ပဲသူကအယိတ်ထင်တာပဲရှိတယ်အဲ့ဒီထင်းလာတဲ့အယိတ်ကိုသိတာကြတာသက္ခုဝိညာဉ်စိတ်ကသိတာမြင်တာသက္ခုဝိညာဉ်စိတ်ကမြင်ရတာဒါကိုရုပ်ကမမြင်ဘူးအယိတ်ထင်ုံပဲထင်တယ်ဆိုပါစို့ဘုန်းကြီးတို့တွေမှန်ရှိသွားရတဲ့အခါကျတော့အဲ့ထဲမှာအယုတ်ကလေးပေါ်လာအယုတ်ကလေးပေါ်လာတာကိုကိုယ်ခန္ဓာကိုယ်ကြီးကမသိဘူးသိတာကစိတ်ကပဲသိတယ်မှန်ကြီးကလည်းမသိဘူးနော်ငါအထဲမှာအယိတ်ကြီးပေါ်နေပါလားလို့မှန်ကလည်းမသိဘူးမှန်ထဲမှာပေါ်နေတဲ့အယိတ်ကြီးကလည်းငါမှန်ထဲမှာပေါ်နေပါလားလို့မသိဘူးသိတာလေးကစိတ်ဟောထို့တူပဲမျက်စိလို့ခေါ်တဲ့သက္ခုပ္ပဒါရရဲ့မျက်စိပေါ်မှာလာထင်ဟပ်တဲ့ရူပယုံဆိုတဲ့အဆင်းအာယုံရဲ့အဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါကျတော့မှမြင်သိစိတ်လေးရဲ့ဘွားကနေဖြစ်လာတာတဲ့အဲ့ဒီမြင်သိစိတ်ကလေးကနန္တရားမျက်လုံးလေးကယုတ်တရားမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံလေးကယုတ်တရားဟောယုတ်နဲ့နာနဲ့နှစ်ခုကွဲမသွားဘူးလားထို့တူပဲအတန်နဲ့နာနှာခေါင်းနဲ့အနံ့ထမင်းစားရင်လည်းစဉ်းစားကြည့်ပေါ့ထမင်းစားရင်ကိုယ်အစာစားရင်လည်းစဉ်းစားကြည့်ဘာလေးဖြစ်ဖြစ်တစ်ခုစားတဲ့အခါကျကြည့်ရှားပေါ်ရောက်သွားရင်ဆိုပါစို့ကိတ်မုံကလေးစားလိုက်တယ်ကိတ်မုံကလည်းငါရှားပေါ်မှာငါချိုးတယ်ဆိုတာကိတ်မုံကလည်းမသိဘူးရှားကလည်းကိတ်မုံလေးကချိုးတာလို့မသိဘူးကိတ်မုံနဲ့ရှားနဲ့တွေ့တဲ့အခါမှာစိတ်ကလေးပေါ်လာတော့စိတ်ကလေးကသိတာမှန်လားပါဗျာချိုးတယ်ခါတယ်ဆိုစိတ်ကလေးကသိတာဟောရှားကလည်းမသိဘူးမုံကလည်းမသိဘူးမှန်လားပါဗျာသူတို့ကယုတ်တရားတွေယုတ်တရားကမသိဘူးနံတရားကသိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်တာအကယ်၍အဲ့ဒါလို့သိတယ်လို့ဆိုလို့ရှိရင်ဟုတ်လားသေသွားတဲ့လူလည်းသိနေမှာပေါ့မှန်လားပါသူ့မှာလည်းရှားရှိနေတာပဲလေမှန်လားပါမသိဘူးနံတရားမရှိတော့ရင်မသိတော့ဘူးမပေါ်နိုင်တော့ဘူးနံတရားမှန်လားပါဗျာအဲ့ဒီသဘောလေးတွေကိုနှလုံးသွင်းဆင်ခြင်တာဟာ contemplation လို့ခေါ်တယ်တဲ့တဘာဝတရားကိုဆင်ခြင်စဉ်းစားနေတာဒါလည်းအနုပဒနာပေါ့
ဝိပဿနာကမ္မထန်တရားအထုတ်တာမျိုးအသိဉာဏ်ဒါရအဲ့ဒါလို့ယုံနဲ့နံနဲ့ကွဲသွားပြီဆိုလို့ရှိရင်ငါသူတစ်ပါးယောက်ျားမိန်းမဆိုတဲ့မှားယွင်းတဲ့အတွေးတွေကလုံးဝပျောက်သွားမှန်လားပါဗျာစိတ်ဟာဗိုက်ထဲမှာရှိနေတယ်ဆိုတဲ့အတွေးလည်းပျောက်သွားတယ်အကြောင်းကြောင့်ပေါ်လာတယ်ဆိုတာကိုသဘောပေါက်သွားတယ်အဲ့ဒါလို့သဘောပေါက်သွားတာနဲ့တပြိုင်နက်ဒိဋ္ဌိဝိတ္တုဆိုတာရသွားတယ်အဲ့ဒီဒိဋ္ဌိဝိတ္တုဖြင့်ဘာအမြင်မှားကိုဖယ်ရှားတယ်လဲလို့ဆိုရင်ခန္ဓာကိုယ်ကြီးကိုငါလို့ထင်နေတဲ့အတွေးတွေကိုဖယ်ရှားပြတယ်သူကတက္ကာယဒိဋ္ဌိလို့ခေါ်တာပေါ့ကိုယ်ခန္ဓာကိုယ်ကြီးနဲ့တက္ကာယဆိုတာကာယဆိုတာခန္ဓာ၅ပါးကိုပြောတာကိုယ်ခန္ဓာကြီးပေါ့ကိုယ့်ရဲ့ခန္ဓာတကယ်ရှိနေတာကခန္ဓာရှိနေတဲ့ခန္ဓာကြီးပေါ်မှာ round view လို့အထင်လွဲနေတဲ့အထင်မှားနေတာကြီးကိုဖယ်ရှားပြလိုက်တာမှန်လားပါဗျာဟုတ်လားမို့နာမရူပဝဝဋ္ဌာနေနာတက္ကာယဒိဋ္ဌိယပါဟနံနာမရူပဝဝဋ္ဌာနေနာယုံနဲ့နံကိုခွဲခြားသိတတ်သောဉာဏ်ဖြင့်တက္ကာယဒိဋ္ဌိယတက္ကာယဒိဋ္ဌိလို့ဆိုတဲ့ခန္ဓာနဲ့ပတ်သက်ပြီးတော့မှားယွင်းတဲ့အမြင်ကိုပါဟနံပယ်ဖြောင်းနိုင်ခြင်းသည်ဟောတိဖြစ်ပါပေတော့၏သူဟာနဲ့သူအဲ့ဒါရမှခေါဏကတက္ကာယဒိဋ္ဌိဆိုပြောင်းသွားတယ်မှန်လားပါအဲ့ဒီတက္ကာယဒိဋ္ဌိဆိုတာကခုနတုန်းကဒီတက္ကာယဒိဋ္ဌိရှိနေလို့ရှိရင်အပေတော့မကြဘူးသူကဘာလို့တော့ဆိုတက္ခာဝရဏတော့မလုပ်ဘူးတဲ့နတ်ပြည်ကိုတော့မတားနိုင်ဘူးသို့တော့မက္ခာဝရဏလို့ခေါ်တဲ့ဒီနိဗ္ဗာန်တကားကြီးတဲ့တော့သူမဝင်နိုင်ဘူးဒီဟာကြီးရှိနေလို့ရှင်ဒါပေမဲ့ငရဲတော့ကြအောင်မဟုတ်ဘူးမိစ္ဆာဒိဋ္ဌိကို2မျိုးမှတ်တာမှန်လားပါနတ္ထိကဒိဋ္ဌိတို့ဘာလို့ရှိနေရင်တော့အဲ့ဒါငရဲသေးကြတယ်သက္ကာယဒိဋ္ဌိဆိုတာကတော့သောတာပန်ဖြစ်မှပယ်လို့ရတာနော်မှန်လားပါအဲ့ဒါကြောင့်သက္ကာယဒိဋ္ဌိရှိနေသေးတယ်ဆိုလို့ရှိရင်ကတော့တစ်ခါမဟုတ်တစ်ခါတော့ဒုက္ခတော့ပေးတာပေါ့လေဒီ view အပြန်ပြန်ပေါ်လာမှာကိုသောတာပန်ဖြစ်မှလုံးဝဒီ view ကပျောက်သွားတာအခုချိန်မှာတော့တရားနာလို့ဖြစ်စေစာရိဖတ်လို့ဖြစ်စေအသိဉာဏ်တွေရလာသည့်အခါကျတော့ခဏတစ်ပြုတ်တော့ပျောက်တာပေါ့သို့တော့ဒီတက္ကာယဒိဋ္ဌိသည်နတ်ပြည်ကိုကောင်းရဒုက္ခတိဘုံဘဝကိုတော့မတားဘူးတဲ့ရောက်နိုင်တယ်တဲ့မက်ကိုတော့မရနိုင်ဘူးဆိုနိဗ္ဗာန်တကားကြီးနာတော့မချင်ခတ်နိုင်ဘူးလို့ဆိုလိုတာပေါ့အဲ့ဒါကြောင့်မို့လို့ဒီမှားရတဲ့အမြင်တစ်ခုနာယုတ်ကွဲအောင်ကြည့်ပြီးတော့ဖယ်ရှားရမယ်တဲ့ဟောနောက်တစ်ခုကရုပ်တည်နာနေကွဲလာပြီဆိုတဲ့အခါမှာတဆင့်တက်စဉ်းစားတဲ့ရုပ်တည်ကဘာကြောင့်ဖြစ်နာနေကဘာကြောင့်ဖြစ်တုံးဆိုဆိုင်ရာအကြောင်းတရားတွေကဖြစ်လာတာရုပ်စဖြစ်လာပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်သာဝရမြဲနေတဲ့အရာတစ်ခုမှမရှိဘူးဘဝတစ်ခုကဘယ်အစတုံးလို့ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်မှာနော်အဝိဇ္ဇပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏဆိုတာဒါဘဝရဲ့အစတစ်ခုပဲမှန်လားပါဗျအဲ့ဒီဘဝရဲ့အစဖြစ်တဲ့ဝိညာဉ်ဆိုတဲ့ပရိသေစိတ်ကလေးကိုဘသူကဖန်တီးပေးလိုက်တာတုံးဆိုတော့သင်္ခါရဆိုတဲ့ကံတရားကဖန်တီးပေးလိုက်တာဘယ်လိုဖန်တီးတာပါလဲလို့အကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်လူတစ်ယောက်ဟာတေကံနီးဆဲဆဲမှာအာယုန်ထဲမှာပေါ်လာတတ်တယ်ကံတရားတွေကိုလှုပ်တာတွေပေါ်လာတယ်ပေါ့အိမ်မက်မက်တလို့ဘာလို့ဒီလိုပေါ်နေမှာလွှမ်းမိုးနေမှာပဲအဲ့ဒီအချိန်လေးမှာအဲ့ဒီလွှမ်းမိုးနေတယ်ဆိုပါစို့တေကံနီးဆဲဆဲမှာမီးတောင်မီးလျံကြီးတွေကိုယ်အိမ်မီးလောင်နေသလိုကိုယ်ပတ်ဝန်းကျင်မှာမီးတွေလောင်နေသလိုဆိုပြီးတော့ခံစားရပြီးတော့မိဘုံတွေကကိုယ်ဝိုင်းနေသလိုခံစားရတာမျိုးတွေရှိတတ်တယ်မှန်ပါပါအဲ့ဒီမီးဆိုတဲ့အာယုန်ကြီးကိုကြည်ရင်းကနေပြီးတော့သုတိစိတ်ကလေးကြာသွားတာအဲ့ဒီအာယုန်နဲ့ကြာသွားတဲ့အခါကျဘယ်ရောက်သွားတော့ဆိုအဝိဇ္ဇရောက်သွားတာငရဲမီးမြင်နေတာအဲ့ဒါမှန်ပါပါရှေးတုန်းကတော့အဲ့ဒီမှာလေဒီဆရာတော်ကြီးရေးထားတဲ့ပရမတ္ထတိပဏီထဲမှာပုံနာတွေကမီးပူဇော်တဲ့ပုံနာတေကံนี้ကျတော့မီးတွေမြင်တဲ့အခါကျတော့သူတို့ဆရာပုံနာကြီးတွေကလာကြတယ်ပေါ့လာပြီးမင်းဘာတွေမြင်နေတော့ဟာမီးပုံကြီးမြင်နေတယ်မီးတွေလောင်နေတာမြင်ရတယ်
အဲ့ဒါဗြဟ္မပြည်ပဲကွာမင်းအဲ့ဒီသာစိတ်ကိုအာယုမလွတ်စေနဲ့ဆိုတေတော့ငရဲကြသွားတယ်တေကံလေးမှာအဲ့ဒီလိုအာယုတစ်ခုပေါ်မှာစိတ်ကကူးလိုက်တယ်အဲ့ဒီစိတ်ဆွဲလေးနဲ့ဒီဘက်ဘဝအဆုံးသတ်သွားရင်နောက်ဘက်ဘဝကလည်းအဲ့ဒီအာယုလေးနဲ့ပဲကူးသွားတာသူကမှန်လားပါဗျာအဲ့ဒီသွားတဲ့အခါမှာဒီရုပ်ခန္ဓာကိုယ်ကြီးကဘာမှပါသွားတာမဟုတ်ဘူးနာမ်ကလည်းပဲပါသွားတာတခုမှမရှိဘူးဘာဖြစ်လို့တုံးဆိုလို့ရှိရင် तू ကအပိုင်းအပြတ်နဲ့သွားနေတာနန္တရားဆိုတာလေဒီစိတ်ချုပ်မှနောက်စိတ်ပေါ်တယ်နောက်စိတ်ချုပ်မှနောက်စိတ်ပေါ်တယ်နောက်စိတ်ချုပ်မှနောက်စိတ်ပေါ်တယ်ကဲစဉ်းစားကြည့်ပါဗျာခြေတန်းလှမ်းတဲ့အခါမှာပထမခြေလှမ်းတဲ့အခါဒုတိယခြေလှမ်းရင်ပထမခြေလှမ်းရှိသေးလားရှိတော့ပါဗျာရှိဘူးမရှိဘူးဒုတိယခြေလှမ်းတတိယခြေလှမ်းတဲ့အခါဒုတိယခြေလှမ်းရှိသေးလားမရှိတော့ပါမရှိဘူးအဲ့လိုပဲနန္တရားတွေရှေ့ပျောက်သွားတာအကုန်လုံးပျောက်သွားပြီးမှပေါ်လို့ရတာအဲ့ဒါကိုအနန္တရပစ္စည်းနတ္ထိပစ္စည်းဝိကတပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောလို့ပြောတာမရှိတော့မှန်လားပါဗျာပျောက်သွားတာရှေ့ဟာတွေပျောက်မှနောက်ကပေါ်လို့ရတာမှန်လားပါဗျာဒီပြန်မကြည့်နဲ့အခုဘုန်းကြီးတရားဟောနေတဲ့အတန်ကိုပဲကြည့်ပြန်တွေးလို့သာလူတွေသိနေအတန်ဟာတစ်လုံးစီထွက်နေတာအဲ့ခါရှေ့ကနောက်အတန်တစ်ခုပေါ်လာတာနဲ့ရှေ့ကအတန်တွေကပျောက်နေတာကြည့်မှန်လားပါဗျာပျောက်နေတာရှေ့ကအတန်တွေကပျောက်သွားတာရပ်မနေဘူးမှန်လားပါတစ်လုံးချင်းထွက်တာပြီးတော့မှပြန်စီပြီးတော့တွေးနေတာလူတွေကမှန်လားပါဗျာထွက်တာတတန်ကြီးထွက်တာဟောကြည့်လေတွေးနေတာဒီအတန်လေးကိုကြားလိုက်ရင်နေဆိုတာကြားလိုက်တဲ့အခါတွေးဆိုတာမရှိတော့မှန်လားပါဒါဆိုတဲ့အတန်ထွက်လာတဲ့အခါနေလည်းမရှိတော့ဟုတ်လားတွေးနေတာရှေ့ဟာတွေပျောက်မှနောက်ကပေါ်လာနောက်ကတွေပေါ်လာတာနဲ့ရှေ့ကပျောက်သွားပြီအဲ့ဒီအတိုင်းပဲအလုံးဟာရှေ့ဟာတွေပျောက်ပြီးတော့သွားနေတာအဲ့တော့ဘဝကူးတဲ့အခါမှာဒီဘဝကဘာမှပါမသွားဘူးသို့တော့ကံရဲ့အဟုန်ကြောင့်ကံကနေပြီးအာယုန်တစ်ခုကိုဖန်တီးထားလိုက်တယ်ဖန်တီးထားလိုက်တဲ့က तू သွားရမယ့်ဘဝတစ်ခုရဲ့အာယုန်တစ်ခုကသူ့စိတ်ထဲမှာရောက်ငရဲမီမြင်လဲမြင်နေမယ်သို့မဟုတ်သူဟာနွားတွေကြားထဲရောက်ချင်လဲရောက်နေမယ်သို့မဟုတ်တောအုပ်ကြီးတွေရောက်ချင်လဲရောက်နေလိမ့်မယ်သူ့စိတ်ထဲမှာနော်မှန်ပါပါဗျာအဲ့ဒီလိုတစ်ခုခုအာယုန်ရှိနေတဲ့အချိန်လေးကဒါကံကလမ်းခင်းပေးထားတာအဲ့ဒီလမ်းခင်းထားတဲ့အတိုင်းဘသူကလျှောက်သွားတော့ဆိုရင်ပဋိသန္ဓေစိတ်ကလေးကအဲ့ဒီလမ်းခင်းထားတဲ့ကံပေါ်မှာသူကဘွားကနေပေါ်သွားတာမှန်လားပါဗျာအကြောင်းတိုက်ဆိုင်လိုက်လို့သူပေါ်သွားတာဒါကြောင့်မို့မြတ်စွာဘုရားကကမ္မံခိတ္တံဝိညာဏံဘိဇံနဲ့ကံကအဲ့ဒီချိန်မှာဆွားရင်ပဲမြေကြီးပဲဒီပြင်ဘာမှမြေကြီးမရှိဘူးကံပဲရှိတယ်ဘဝတစ်ခုစတဲ့ခါမှာကံဆိုတဲ့မြေကြီးပေါ်မှာဝိညာဉ်မျိုးစေ့လေးကြတယ်လို့ပြောတာမှန်လားပါဗျာကမ္မံခိတ္တံဝိညာဏံဘိဇံတဏတနေဟောတဲ့မြတ်စွာဘုရားကဘဝတုတ်တံမှာဟောတာကံဆိုတာလေမြေပဲအပင်ပေါက်တဲ့နေရာခိတ္တဆိုတာအပင်ပေါက်တဲ့နေရာဆွိုင်းဝိညာဉ်ဆိုတာကမျိုးစိတ်တဏှာကပေါက်လို့ရအောင်အစီအစေရေထည့်ပေးတာဟောတစ္ဆေရဲ့သဘာဝအတိုင်းပေါ့တစ်ပင်ကအစေလေးတစ်ခုကအစီလေးတစ်ခုကပေါက်ဖို့ရအတွက်မြေရှိရမယ်ရေရှိရမယ်မြေနဲ့ရေနဲ့ပေါင်းလိုက်လို့ရှိရင်သူပေါက်သွားအဲ့ဒါလိုပဲဝိညာဉ်မျိုးစိတ်လေးဟာကံဆိုတဲ့မြေလွှာပေါ်မှာတဏှာဆိုတဲ့ရေဖြန်းပေးလိုက်တာနဲ့သူကအပင်လေးပေါက်သွားတာဘဝတစ်ခုစလာဝိညာဏမျိုးစိတ်မှန်ပါပါအဲ့ဒီဝိညာဉ်မျိုးစိတ်လေးကြားလိုက်တာနဲ့ဝိညာဉ်မျိုးစိတ်နဲ့ဆက်သွယ်ပြီးတော့နာမရူပဆိုတဲ့နာနေယုတ်တွေရလာတယ်ကြီးထွားလာတာတဖြည်းဖြည်းကလလရေကြီးကနေစပြီးတော့ကြီးထွားလာပြီးတော့ဘာတွေဖြစ်တုံဆိုရင်အကျဉ်းချင်းပြောအောင်ပဋိစ္စသမုပ္ပါဒ်ကိုပရိသေစိတ်လေးတည်လိုက်တာဘယ်တဲ့ကစတည်တုံးဆိုကလလရေကြီးလို့ခေါ်တယ်အဲ့ကလလရေကြီးလေးရဲ့တပတ်ကြာတဲ့အခါကျတော့အဘုဒ္ဓလို့ခေါ်တဲ့မြုပ်ကလေးဖြစ်လာတယ်ဒါ embryology ကိုကြည့်နေရတယ် fertilization လို့ဘာလို့ embryology မှာရှိတယ်နော်မှန်လားပါဗျာအဲ့ဒီအပိုင်းလေးဟာကလလရေကြီးကနေနောက်တစ်ပတ်ကျတော့အမြုပ်နောက်တစ်ပတ်ကျတော့သူကသားထစ်လေးလို့ဖြစ်လာတယ်ဟိုနောက်တစ်ခါတစ်ပတ်ကြော်သွားတဲ့အခါကျတော့မာလေးဖြစ်လာတယ်နောက်၅ပတ်မြောက်တဲ့အခါကျတော့ဘာဖြစ်တုံဆိုလို့ရှိရင်သူကခက်မလေးတွေပေါ်လာတယ်
အလုံးလေးမှာအဘူးလေး၅ခုပေါ်လာတယ်ပေါ့ဗျာဘူးလေးတစ်ခုကခေါင်းပေါ့ခေါင်းဖြစ်ဖို့ပဲကျန်တဲ့အပေါ်ဘူးလေးနှစ်ခုကလက်နှစ်ဖက်ပေါ့အောက်ကဘူးလေးနှစ်ခုကျတော့ခြေထောက်နှစ်ခုပေါ့ဟောဘူး၅ခုပေါ်လာတာခက်မှ၅ပြာလို့ပြောတယ်မှန်လားပါဗျာအဲ့ဒါကရက်ပတ်ဘလောက်မှတုံးလို့ဆိုလို့ရှင်သူက၅ပတ်မြောက်မှာအဲ့ဒါဒီပေါ်လာရက်ပေါင်း35ရက်ပေါ့အဲ့ဒီကနေပြီးတော့ရင့်ကျက်လာတဲ့ခါကျရက်တတ္တ10ပတ်ရောက်သွားတယ်56ရက်အဲ့ဒီ56ရက်အတွင်းကိုသူက embryology embryo လို့ခေါ်တာမှန်လားပါဗျာတတိ embryology အဲ့10ပတ်ပြည့်သွားတဲ့နောက်ပိုင်းကျတော့ fetus လို့ခေါ်ပြန်ဟိုဘက်ကျတော့အင်္ဂလိပ်လို fetus လို့ခေါ်တယ်အဲ့10ပတ်မြောက်ဟိုဘက်ကျတော့တရေသားငယ်ဖြစ်သွားပြီအဲ့ကြတော့အဲ့ဒီကနေပြီးတော့သူကသွားတာကျမ်းဂန်ထဲမှာ89ရက်နော်17ပတ်ရက်တတ17ပတ်မြောက်89ရက်ကျတော့မျက်လုံးလေးပေါ်လာစင်တိုင်းမျက်လုံးတို့နားတို့တဖြည်းပေါ်လာတယ်နောက်42ပတ်ရောက်တဲ့အခါကျတော့ရက်ပေါင်း294ရက်ကျတော့ဆပင်လေးတွေပေါက်လာကြည့် develop ဖြစ်လာတာကိုပြောတာနော်ကလလရေကြီးလေးအစဒီဘာကဘာမှပါမသွားဘူးကံမျိုးစိတ်လေးကြတာဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်သစ္စီလေးတစ်ခုကိုစိုက်လိုက်တဲ့အခါကျတော့ပထမအမြင့်ကလေးဆင်းလာတယ်အမြင့်ဆင်းတော့အပေါ်မှာအညောင်လေးတက်လာတယ်အဲ့ဒီကနေပြီးတော့ develop ဖြစ်လာတဲ့အခါကျတော့ဟောပင်စီဖြစ်လာတယ်အကိုင်းလေးတွေဖြစ်လာတယ်အရွက်ကလေးတွေပါလာတယ်အချိန်တန်တော့အပွင့်ကလေးတွေနဲ့ဟောနောက်အသီးလေးတွေဖြစ်လာတာလူလဲဒိတ်တိုင်းပါပဲလူလဲဒိတ်တိုင်းပဲအဲ့ဒါလိုလာတာမှန်လားပါဗျာကံကချပေးလိုက်တာဒီလိုလုပ်ပြီးတော့ကြီးထွားလာတာပေါ့ဘာတွေကနေအကူအညီပေးကြီးထွားလာတော့ဆိုဟောစားတာတွေပေါ့ဗျာဟိုကအစာအာဟာရကလည်းထောက်ကူပြုတယ်ဥဒုကလည်းထောက်ကူပြုတယ်အသိစိတ်တွေကလည်းအထောက်ကူပြုလာတယ်ကံကလည်းထောက်ကူပြုလာတယ်ဆိုကံစိတ်ဥဒုအာဟာရဒီအကြောင်း၄ပါးကြောင့်လူရဲ့ရုပ်ခန္ဓာကိုယ်ကြီးဟာ develop ဖြစ်လာပြီးတော့ကြီးထွားလာတာပေါ့ဒါမို့ရုပ်ခန္ဓာကိုယ်ဟာပြင်လို့ရတယ်ဆိုတာကြည့်ဘုန်းကြီးတို့တွေငယ်ငယ်တုန်းကဒီဗမာပြည်မှာဒုတိယကမ္ဘာစစ်တုန်းကဂျပန်နေလာတယ်အားလုံးတက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေမိပါလိမ့်မယ်ဂျပန်တွေကငပုတွေပဲအဲ့ဒီတုန်းကသူတို့ကင်တဲ့တနတ်လေးတွေကလည်းအတူလေးတွေနော်လူဘူးလေးတွေဟောဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အခါကျတော့အာဟာရလည်းပြင်လိုက်ရောဂျပန်ကြီးတွေထွားလာတယ်ဘာဖြစ်လို့တုံးဆိုတော့ဒီခန္ဓာကိုယ်ကဒီကံတစ်ခုတည်းမဟုတ်ဘူးဥတုနဲ့အာဟာရပေါ်မှာမှီပြီးတော့သူကကြီးထွားတာတွေရှိတယ်ဒါကြောင့်မို့လို့နားလေတဲ့နိုင်ငံတွေကြတော့အစာအာဟာရတွေကိုပြောင်းပေးလိုက်တယ်ကြီးထွားစေတတ်တဲ့အစာအာဟာရတွေကိုစားပေးသည့်အတွက်ကြောင့်ဟောကြီးထွားလာရလူတွေစားတဲ့အာဟာရလူတွေကျင့်သုံးတဲ့ဒီဥတုပေါ်မှာမှီတည်တာအဲ့တော့ဘဝတစ်ခုဟာကံကကြီးပဲအဆုံးဖြတ်ပေးတာမဟုတ်ဘူးရုပ်ခန္ဓာကိုယ်ကိုဥတုနဲ့အာဟာရကလည်းအဆုံးဖြတ်ပေးတယ်မှန်လားပါဗျာဒီတဲ့သေချာတာလေးတစ်ခုပြောပြကတ္တဗမြတ်စွာဘုရားနဲ့ဂေါတမမြတ်စွာဘုရားဘုရားဖြစ်ဖို့ပါရမီဖြည့်တဲ့ကံဉာဏ်ဟာတူတူပဲလို့ပြောရမှာလေးသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ရတယ်နော်ကတ္တဗဘုရားလည်းလေးသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်တာကံလေးဂေါတမမြတ်စွာဘုရားလည်းလေးသင်္ချေနဲ့ကဘာတသိန်းဖြည့်ကံတူတူပဲသို့တော့ကတ္တဗမြတ်စွာဘုရားကအသက်2000ရှည်ပြီးဂေါတမမြတ်စွာဘုရားကျတော့100တန်းမှာ80ပဲနေရမှန်လားပါဗျာကံလို့ပြောမလားပြောလို့မရအောင်ကံမဟုတ်ဘူးအဲ့ဒါကံကအဆုံးဖြတ်ပေးတာမဟုတ်ဒါပေမဲ့ဘယ်သူကအဆုံးဖြတ်ပေးတာတော့ဆိုဥတုနဲ့အာဟာရအဆုံးဖြတ်ပေးသွားတာတဲ့တက်တန်းတစ်ခုကိုပဲဥတုနဲ့အာဟာရကတ္တဗဘုရားမြတ်စွာဘုရားရဲ့လက်ထက်မှာရှိတဲ့ဥတုသည်ဘာလို့ဆိုတစ်ပင်တောတောင်တွေကဥတုရာသီတောကိုမှီဤသူကပြောနေတာလူတွေကလည်းဥတုကိုမှီနေကြတာပဲမှန်လားပါဗျာဥတုကိုမှီပြီးတော့စားစရာသီးနှံတွေရတယ်ဥတုကောင်းတဲ့အချိန်ကျတော့စားစရာသီးနှံတွေကအစီဩဇာပြည့်တော့လူရဲ့အသက်ကိုပို့ပြီးတော့ sustain လုပ်နိုင်တယ်တဲ့ဥတုအာဟာရမကောင်းတဲ့အချိန်မှာသီးတဲ့သီးနှံတွေကြတော့ခုနကအာဟာရဓာတ်ဒီမပြေဝအောင်မပြေဝတော့သူကအသက်တိုးတယ် sustain မလုပ်နိုင်ဘူးတဲ့ဟောကံရှိတိုင်းလည်းအသက်မရှိလို့မရဘူးလို့ပြောတာเนาะဒါမှန်လားပါဗျာဒီခေတ်မှာရှိတဲ့ဥတုကဥတုထဲမှာပေါက်ရတဲ့အပင်တွေအသီးတွေအစာတွေအစာအာဟာရတွေက
လူရဲ့အသက်လူရဲ့ခန္ဓာကိုယ်ကြီးကိုအနှစ်100တဲ့ပိုမထိန်နိုင်ဘူးလို့ပြောတာပိုရင်နည်းနည်းပဲပိုပဲ200 300ထိအောင်မထိန်နိုင်ဘူးလို့ပြောတာကတ္တဗဘုရားရဲ့လက်ထက်မှာရှိတဲ့ဥဒုနဲ့အာဟာရကတော့အနှစ်1000 2000ထိအောင်ထိန်နိုင်တယ်လို့ပြောတာမှန်လားပါဗျာဒါကြောင့်မို့ဥဒုနာဘောဇနေနအာယုဟာယတိပိဝတ္တတိပိဥဒုနာဥဒုဖြင့်၎င်းအာရေနဥဒုနာဥဒုကြောင့်၎င်းအာရေနဘောဇနေနဘောဇင်ကြောင့်၎င်းအာယုလူတွေရဲ့တတန်းဟာဟာယတိရုပ်သွားတဲ့အခါရုပ်လျော့သွားတယ်ဝတ္တတိတိုးတဲ့အခါတိုးတယ်ကံလို့မပြောဘူးအဲ့ဒီမှာဘာဖြစ်လို့တော့ဆိုကံစိတ်ဥဒုအာဟာရလို့အကြောင်း၄ပါးရှိတယ်တဲ့ရုပ်တရားမှန်လားပါဗျာနန္တရားကြတော့ဘာကြောင့်ဖြစ်တာတုံးလို့မေးလို့ရှင်ကြည့်ခုနကဟာလေးကိုဆက်ပြောင်းကံတွေဖြစ်လာတဲ့အခါကျတော့ခုနလူမှာတရေစိတ်လေးကစတဲ့ထဲမှာရုပ်ပါလာတယ်ရုပ်အခြေခံလေးတွေပါတယ်အဲ့ဒီကလလရေကြီးလို့ဖွဲ့စည်းထားတာဟာဒီအခြေခံရုပ်ကလေးတွေနဲ့ဖွဲ့စည်းလိုက်တာဖွဲ့စည်းပြီးတော့အဲ့ဒီထဲမှာပရိသေတွေလေးတီးလာတယ်ပရိသေတွေတီးတော့ရုပ်တည်နံတွေနန္တရားတွေရုပ်တရားတွေ grown up ဖြစ်လာတယ်ပေါ့ခုနအမြစ်တွေတစ်ပင်လေးမှာအမြစ်တွေထွက်တယ်လို့အကိုင်းတွေထွက်တယ်လို့ထွက်လာတယ်ထွက်လာတဲ့အခါဘာတွေပါလာတော့ဆို organ တွေပါလာတယ်အဲ့ဒါကိုတလာယတနာလို့ခေါ်တယ်အာယတနာ6ပါးလူတွေဟာရုပ်တည်နံတွေကြီးလာတဲ့အခါကျတော့organ တွေပါလာတယ် organ တွေပါတော့ဘာလို့ပြင်ပနဲ့ဆက်သွယ်မှုတွေလောက်လာတာပေါ့အဲ့ဒါတလာယတနာပစ္စယဖတ်တော့ပြင်ပအာယုန်နဲ့ဆက်သွယ်ရသွားတယ်မျက်စိပါလို့မြင်တယ်နားပါလို့ကြားတယ်ဟောဆက်သွယ်တွေရဆက်သွယ်ရတာကိုတလာယတနာပစ္စယဖတ်တော့လို့ပြောတာအဆက်သွယ်ရတော့ဘာဖြစ်တုံးဆိုအတွေ့အကြုံတွေရတာပေါ့ဗျာအရင်တော့မမြင်ဘူးတဲ့လှတယ်ပါတယ်ဆိုတာရှိလားမှုေးတယ်မမှုေးဘူးအတန်ကောင်းတယ်မကောင်းဘူးဟောဆက်သွယ်တွေရလာအတွေ့အကြုံတွေဖြစ်လာအတွေ့အကြုံရလာတဲ့အခါကျတော့မကောင်းတာကြတော့မကြိုက်ဘူးကောင်းတာကြတော့ကြိုက်တယ်ဆိုတဲ့ဟောခံစားမှုဝေဒနာဖြစ်လာပြန်ဖြစ်လာတဲ့အခါကျတော့ကြိုက်တယ်မကြိုက်ဘူးနှစ်ခုကွဲလာတဲ့အခါဝေဒနာပစ္စယတဏှာဖြစ်လာတဲ့အခါဘာဖြစ်တုံးဆိုရင်လိုချင်လာတဲ့အခါလူတွေရဲ့စိတ်ထဲမှာစွဲနေဒါလေးကိုနောက်ထပ်ရခြင်းစိတ်ထဲမှာစွဲလန်းမှုတွေဖြစ်လာတယ်ဥပါဒံစွဲလန်းတော့ဘာဖြစ်တုံးဆိုဘဝကြီးတစ်ခုဖြစ်လာတယ်အဲ့ဘဝဖြစ်လာတော့ဘာဖြစ်တုံးဆိုဇာတိတဲ့မွေးဖွားမှုဆိုတာရလာပြန်နော်ဇာတိဖြစ်လာတော့ဘာဖြစ်တုံးဆိုစရာအိုရပြန်တယ်အိုတော့ဘာဖြစ်တုံးဆိုသေတယ်ဟောသွားရောပရိစ္ဆေသမုပ္ပါဒ်ကပြောတာဒါပြောတာပါမှန်လားပါဗျာမြတ်စွာဘုရားကအကျိုးနဲ့အကြောင်းနဲ့ဆက်ပြီးတော့ဒါလူဘဝကိုသေဥဖော်ထားတဲ့စကားတစ်ခုအဲ့တော့လူဘဝကိုဘယ်သူကစတော့လို့ဆိုစတာအဝိဇ္ဇာကစထားတယ်ရှေ့ပိုင်းမှာအဝိဇ္ဇာစတယ်ဆိုဘာတော့လူတယောက်ဟာလှုပ်သိမ့်မလှုပ်သိမ့်မသိဘူးမသိတဲ့အခါကျတော့ယမ်းလှုပ်တယ်ယမ်းလှုပ်တော့ပြဿနာတက်တယ်ဟောမသိတာကအဝိဇ္ဇာယမ်းလှုပ်တာကသင်္ခါရပြဿနာတက်တာကဝိညာဉ်ဟောဖြစ်လာပြဿနာတက်လာတဲ့အခါထိုပြဿနာကိုအကြောင်းပြုပြီးတော့ problem တွေအများကြီးတက်လာရကနေပြီးတော့ဒီပြဿနာတွေကဖြေလို့မရအောင်ဒါတန်တရားလဲတယ်လို့ခေါ်တယ်တခါတရံကျတော့အဝိဇ္ဇာကဥဆောင်တယ်တခါတရံကျတော့တဏှာကဥဆောင်တယ်ဒီနှစ်ခုဟာဥဆောင်မှုပေးတာချင်းမတူဘူးရှင်းရှင်းလေးသဘောပေါက်အောင်ပြောပြမယ်အဝိဇ္ဇာကဥဆောင်တယ်ဆိုတာဘာတုံးဆိုလို့ရှိရင်ကြည့်လူငယ်လူရွယ်တွေကိုတငယ်ချင်းတွေကနေပြီးတော့ဘိန်းပြူနဲ့မင်းဒီဘိန်းပြူကိုစမ်းကြည့်ပါလားရှုကြည့်စမ်းဒါလေးကိုနည်းနည်းသုံးကြည့်စမ်းသုံးလိုက်ရင်မင်းအမတန်စိန်ရှိတာလားပြောလိုက်ပြောတဲ့အခါကျတော့ဒီဘိန်းပြူရဲ့အပြစ်ကိုမမြင်တာအဝိဇ္ဇာမှန်လားပါဗျာအဲ့ဒီချိန်မှာဘသူကဥဆောင်တော့ဆိုအဝိဇ္ဇာမသိသည့်အတွက်ကြောင့် तू သုံးကြည့်လိုက်တယ်သုံးကြည့်လိုက်တဲ့ကဘာဖြစ်သွားလဲဆွဲသွားတယ်ပေါ့ဗျာဆွဲသွားတဲ့အခါကျတော့ဘိန်းပြူမကောင်းမှန်း तू သိသွားပြီဟာဒုက္ခပဲသိသွားဖြတ်လို့ရသေးလားမရတော့ပါဘူးအဲ့ဒီကြတော့သိရတဲ့နဲ့လောက်ရတာကျတော့ဟောတဏှာဥဆောင်တယ်လို့ခေါ်တယ်ဒါကြောင့်မို့လို့အဲ့ဒါကိုဝိမြင့်နှစ်ခုလို့ပြောတာနော်မှန်လားပါတခါတရံအဝိဇ္ဇာကနေဥဆောင်သွားတယ်တခါတရံတဏှာကနေဥဆောင်ဒါကြောင့်မို့လို့လူတွေဟာသိရတဲ့နဲ့မိုက်နေတဲ့ဆိုအဲ့ဒါပြောတာပေါ့တဏှာကိုမတွန်းလှန်နိုင်လို့မိုက်တာလေအရက်သမားတွေမေးကြည့်အရက်မကောင်းမှန်းသိတယ်ဒါပေမဲ့မဖြတ်နိုင်ဘူးမဖြတ်နိုင်တာတဏှာကဥဆောင်နေပြီလေအဲ့ဒီကြတော့မှန်လားပါအရက်ရဲ့ဆိုးချိုးတွေ तू သိတယ်မသိဘူးမဟုတ်သိတယ်သို့တော့မဖြတ်နိုင်တော့ဘူးတဏှာကဥဆောင်သွားပြီပထမတုန်းကတော့ तू ကကောင်းမယ်ထင်လို့လောက်ကြည့်လိုက်တာအဲ့ဒါတုန်းကအဝိဇ္ဇာကဥဆောင်တာဒါကြောင့်မို့အဝိဇ္ဇာဥဆောင်တဲ့အလှဲတဏှာဥဆောင်တဲ့အလှဲဒ
ဒီနှစ်ခုကပဲဒုက္ခပေးနေတယ်လို့ဒါဘဝတန်တရားကြီးမှာဒီလိုရှိအဲ့ဒါလို့အကြောင်းတရားမှန်မှန်ကန်ကန်မြင်တာကိုပဲပစ္စယပရိက္ခဉာဏ်လို့ခေါ်ပါတယ်တဲ့မှန်လားပါဗျာယုံနဲ့နံကွဲပြီးတဲ့အခါယုံနံရဲ့အကြောင်းတရားအစစ်မှန်ကိုတွေ့လို့ရှိရင်ပစ္စယပရိက္ခဉာဏ်ပစ္စယပရိက္ခဉာဏ်လို့ရတာနဲ့တပြိုင်နက်ခုနကအကြောင်းမဲ့ဖြစ်တာပါဆိုတဲ့မှားယွင်းတဲ့အယူပျောက်သွားတယ်မှန်လားပါဗျာထာဝရဘုရားဖန်ဆင်းလို့ပါရှေးကံကြောင့်ဖြစ်တာပါဆိုတဲ့မှားယွင်းတဲ့အယူတွေလည်းပျောက်သွားတယ်ဟောကြည်ငါသူတစ်ပါးယောက်ျားမိန်းမလို့ထင်းနေတဲ့တက္ကာယဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်ကြီးကြတော့ယုံ nant ကိုရှင်းရှင်းလင်းလင်းခွဲခြားသိမြင်တဲ့ဉာဏ်ကပယ်ဖြောက်ပြစ်တယ်အကြောင်းတရားမှန်မှန်ကန်ကန်တွေ့သောအဖြစ်အကြောင်းမရှိဘူးဆိုတဲ့မှားယွင်းတဲ့အမြင်နဲ့မမှန်ကန်တဲ့အကြောင်းတရားတွေကိုအကြောင်းအဖြစ်လက်ခံတဲ့အမြင်ဟောဒီမိစ္ဆာအယူဝါဒတွေပျောက်သွားတယ်ဒီဉာဏ်နှစ်ခုရလာလို့ရှိရင်ဒါဝိပဿနာတမ္မာဒိဋ္ဌိလို့ဒီလိုပြောတာဒါဝိပဿနာရဲ့အစလေးပဲရှိသေးတယ်ရှေ့သွားစရာတွေရှိသေးတယ်နော်ဒါနိဗ္ဗာန်တကားဝနာရောက်ပြီလို့ပဲပြောပါစို့ဝင်ဖို့တော့ကိုယ့်ဘာကိုကြိုးစားကြပါဗျာမှန်လားပါဗျာမြတ်စွာဘုရားကအဲ့ဒီဒီဉာဏ်နှစ်ခုဟာအမတန်မှအရေးကြီးလို့ဒီဝိသုဒ္ဓိမေမှာရှင်မဗောဓဂောသမထေရမြတ်ကဗာပြောတော့ဆိုဒီနာမရူပပရိစ္ဆေဒဉာဏ်ယုံ nant ကွဲတဲ့ဉာဏ်ရဲ့ပစ္စယပရိက္ခဉာဏ်အကြောင်းတရားကိုပိုင်းခြားသိတဲ့ဉာဏ်ရဲ့အဲ့ဒီဉာဏ်နှစ်ခုဣမိနာပါဏဉာဏ်နေနသမန္နာကတောဟောဒီဉာဏ်ကလေးနှစ်ခုရမယ်ဆိုလို့ရှိရင်ဗုဒ္ဓသာသနေလတ္တသာသောလတ္တပဋိထောမြတ်စွာဘုရားသာသနာမှာထောက်တရားတွေရပြီတဲ့သူဘုရားဘာသာဖြစ်ပြီလို့ပြောတာနော်အဲ့ကြမှာတမ္မာဒိဋ္ဌိတစ်ခုရသည့်အတွက်ကြောင့်ကံကံဤအကျိုးယုံကြည်ယုံလေးနဲ့သူကမပြည့်စုံသေးဘူးအ ਨੇ ဆုံးဒီဉာဏ်လေးနှစ်ခုရမှဒီ true Buddhist ဖြစ်နိုင်တယ်လို့ဒီလိုဆိုတာနော်မှန်လားပါဗျာအေးဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်ကာမတက္ကတာတမ္မာဒိဋ္ဌိဆိုတဲ့ဒီတမ္မာဒိဋ္ဌိကိုလည်းမိမိတို့တဏ္ဍာမှာပြည့်စုံစေရမှာဖြစ်တယ်နောက်တစ်ဖက်အရေးကြီးတဲ့ဝိပဿနာတမ္မာဒိဋ္ဌိရဲ့အခြေခံဖြစ်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်ဆိုတဲ့ဒီဉာဏ်နှစ်ဉာဏ်ကိုရင့်တန်အောင်လည်းလုပ်ကြရမှာဖြစ်ပါတယ်အဲ့ဒါလို့ရင့်တန်မှသာလေသာသနာတော်ကြီးနဲ့ကြုံတွေ့ရတဲ့အကျိုးသာသနာတော်ကြီးရဲ့အဓိပ္ပာယ်ဟာပြည့်ပြည့်စုံစုံဖြစ်မှာပါကိုယ်ဘဝလူဖြစ်ရတဲ့လူရဲ့ဘဝအဓိပ္ပာယ်ဟာပြည့်စုံမှာဖြစ်တယ်လို့ကိုယ်စီဒီဉာဏ်နှစ်ပါးနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောဒရံပိဝိတဝါနဝိသာတပိသမှုဟတံအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောဒရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝံသာရွှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာတပိပူဇာညစ်နောက်ကိလေသာအစိတ်အတောက်ဟုသမျှတို့သည်သမုဟတပိဉ္ချဘဲတွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အကုန်သည်ဟွန်တူစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုအပုခတ်သိကင်းငြိမ်းရာအစီဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နယ်မြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း